ありがとうございますဒီနေ့ကမမ်ဘလူးထက်ကအိမ်မက်ပုံရင်ညာနာမည်လေးမိုက်တယ် နော် မှန်ဘူးထက်ကအိမ်မက်ပုံရင်ဗျာဒီကင်မရာရဲ့မှန်ဘလူးကြီးရှိမှာတယောက်တော့သူအိတ်ပြောနေအိမ်မက်ဒီမှန်အိမ်မက်တွေပဲကိုတပင်းလေးစားပြီးတော့ဘိုက်ကလည်းပြေးပြီးတော့ဟုတ်အဲ့ဒီဟုတ်ဆိုတော့ဒီနေ့ကပေါ့နော်ကျွန်တော်တို့ဒီဂျပန်နိုင်ငံမှာဒီကြောင်းတက်ပြီးတော့ဒီဝန်ထမ်းဖြစ်တဲ့လုပ်ခဲ့ပြီးတော့အခုဆိုရင်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ဟုတ်ကြက်ပေါ့နော်ဒါဆိုဟုတ်ကိုကြီးချက်ကိုမိတ်ဆက်ရင်လည်းမကိုရဲကိုလည်းနည်းနည်းမိတ်ဆက်ရင်လည်းကျွန်တော်တို့နည်းနည်းစကားပြောကြမယ်ပေါ့ဟုတ်ကဲ့ပေါ့ဟုတ်ရင်းဆုံးမိတ်ဆက်ပေးပါဟုတ်စကားလေးပြောအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နာမည်ကတော့ထအောင်ဝင့်လို့ခေါ်ပါတယ်တော်တော်များတော့ကိုချက်လို့သိကြတယ်နော်ကျွန်တော်ကမြန်မာပြည်ကဇာတိကတော့ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့ကနေလာတယ်ပေါ့နော်ဂျပန်ကိုစရောက်တာကတော့ကျွန်တော်2014ကမှစရောက်တယ် language school နဲ့ပဲကျွန်တော်လာတယ်ပေါ့နော်လာပြီးတော့မှအရင်ဆုံး mechanic language school တက်တယ်ပြီးတော့မှကျွန်တော်ကားကျောင်းပေါ့နော် mechanic ကျောင်းတက်တယ်တက်ပြီးတော့မှNissan ဂျပန်မှာ Nissan company ပေါ့နော်ကား company မှာဝင်ပြီးတော့အခုကတော့ကိုပိုင်အလုပ်ပေါ့နော်ကိုပိုင်အလုပ်လေးဒီ studio လေးထောင်ပြီးတော့မှ photographer နဲ့ wedding planner အနေနဲ့ကျွန်တော်ရက်တည်နေပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုရင်လည်းရှမ်းပြည်ဆိုတော့ကျွန်တော်ခုနသမင်းစားတော့လည်းပြောသလိုကျွန်တော်တောင်ကြီးမှာနဲ့ခုနှစ်တန်းနဲ့အဲ့တော့ဘလောက်ပါဘယ်နှစ်ခုနှစ်ပါခုနှစ်တန်းဆိုတော့2000နဲ့မှာဟဲ့2000မှာ1900 10တန်း69အောင်လို့ဆိုတော့2000မဟုတ်ဘဲနဲ့96ခုနှစ်လောက်ဖြစ်နေတယ်96မမွေးသေးဘူးအဲ့ချိန်လောက်မှမွေးတယ်အဲ့မှာခုနှစ်တန်းတက်ပြီးတော့တစ်နှစ်ပဲနေပြီးတော့ပြန်လာတယ်เนาะတောင်ကြီးဆိုနဲ့ဒီအဲ့တလောပတ်တပါတာယာပြီးတော့အရန်နေလို့ကောင်းတယ်เนาะအရန်နေလို့ကောင်းဟုတ်တယ်ဒီမှာတူကြုံနဲ့တောင်မှနည်းနည်းဝေသာနီးစက်တယ်အောင်ပန်းဆိုတော့ပေါ့လားတောင်ကြီးကနေအောက်ကိုဆင်းလိုက်တဲ့ဟုတ်တယ်ကွာတောင်ကြီးမရောက်ခင်ပေါ့နော်ကျွန်တော်တို့ဟိုပေါ့အောက်ကတက်တယ်ဆိုရင်ဒီကလောပြီးရင်အောင်ပန်းညောင်ရွှေပြီးတော့မှအေးတာရတောင်ကြီးပေါ့နော်ဟုတ်တယ်နော်ဟုတ်တောင်ကြီးကတော့ပိုအေးတယ်ဟုတ်တယ်တောင်ပေါ်နောက်တစ်ထောက်တက်သွားတာဆိုတော့ဟုတ်တယ်ခင်ဗျအစားတောက်တွေလည်းပေါ်မှာပေါ့နော်စားတောက်လေးပေါ်မှာမျိုးရောင်ရှမ်းလေးပေါ့အဲမျိုးရောင်ရှမ်းလေးဟုတ်ပါရှမ်းတော့ကျွန်တော်တောင်ကြီးမှာမွေးတဲ့အညာသားတောင်ကြီးမှာမွေးတဲ့အညာသားဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်အညာသားကျွန်တော်မွေးတာအညာမှာမွေးတာဟုတ်တယ်အညာပဲစားပြီးတော့မြင်းကြံအမြင့်ကြံလားဟုတ်တယ်နဲ့တူတူပဲဟုတ်ကျွန်တော်မွေးပြီးတော့ဒီ2နှစ်3နှစ်လောက်ခနဲ့ကကျွန်တော်ဟိုဟာတောင်ကြီးကိုရောက်သွားတယ်အောင်ပန်းကိုရောက်အောင်ပန်းကိုရောက်သွားဟုတ်အဲ့လိုပုံစံမျိုးကျွန်တော်လည်းမန္တလေးသားပဲအညာသားပဲအညာသားကိုရဲကကျတော့ပြောပါပြဆက်ပါကိုရဲကိုလည်းဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကခုနကိုချက်ပြောလို့မြင်းကြံသားပေါ့နော်မြင်းကြံအညာသားပါတော့မြန်မာပြည်မှာတော့ကျွန်တော်ဒီ civil နဲ့ကျောင်းပြီးခဲ့တယ်ပြီးတော့ကျောင်းတက်နေစဉ်မှာလေဒီ9တန်း10တန်းပေါ့နော်အထက်တန်းကျောင်းသားတွေကို home study guide လုပ်ခဲ့တယ်ပေါ့အဲ့ဒီကနေ study guide လုပ်ရင်းနဲ့မြန်မာပြည်မှာတော့မနေချင်တော့ဘူးပေါ့နော်နေချင်တော့ဆိုအဲ့တော့လည်းဒါဘယ်လိုပြောမလဲဆိုတော့မာစစ်ဆူရခေတ်ဆိုတော့ engineer တွေကဒီတော်ရင်ပိုးကန်ထားရတာဆိုတော့လေအားလောက်ကြီးတော့မဟုတ်နေသေးဘူးပေါ့ကင်ကဒီကျောင်းသားနဲ့နိုင်ငံခြားကိုထွက်အောင်လဲဆိုပြီးတော့ဂျပန်ကိုရွေးကောက်စီဗီဇာနဲ့ရောက်လာဘယ်ခုနှစ်လောက်2000ဂျပန်ကိုရောက်တာက2018ပိုင်းကျောင်းသားနဲ့ရောက်လာပြီးတော့နီဟွန်ကို2နှစ်တက်တယ်နောက်ဆေမွန်ကကို2နှစ်တက်တယ်2နှစ်တက်ပြီးတော့ဒီဘက်ကဆေမွန်ကပြီးတဲ့ဒီ business ပွဲနဲ့တခါပြီးမြန်မာပြည်ကရခဲ့တဲ့ civil ပွဲနဲ့ပေါ့လေနော်တွဲပြီးတော့ကျွန်တော်ဘယ်ရောက်သွားလဲဆိုတော့ကျောင်းပြီးတော့အလုံးဝင်ခဲ့တာကဒီခန်းစစ်စုကျော်ထဲမှာဒီ plan တို့ construction ပေါ့ကျွန်တော်တို့က construction ဆိုတာထက်ကျွန်တော်ရောက်သွားတာကဒီခန်းစစ်စုကို maintenance ပိုင်းplan တို့ဒီကခိုးကြောတွေရဲ့ maintenance ပိုင်းတွေကခန်းတို့ခုအနေနဲ့ရောက်ခိုးကြောဆိုဆက်ရုံနဲ့ဆက်ရုံရဲ့ maintenance ကိုဒီအဓိကမိုတိုဥပဒေအနေနဲ့တာဝန်ယူပေးရတဲ့အပိုင်းပေါ့အဲ့ဒီကနေရောက်သွားပြီးတော့တော့အမှ3နှစ်ခွဲကြာခဲ့တယ်3နှစ်ခွဲကြာရင်းနဲ့2021မှာပွဲဒီမှာဒီအနောက်စာတယောက်အနေနဲ့ပါလှုပ်ရှားဖြစ်သွားတာပေါ့နော်လှုပ်ရှားဖြစ်ရင်းနဲ့အဲ့ရနေဆက်ပြီးတော့အခုကျွန်တော်ကဘယ်ရောက်လာလဲဆိုတော့ဒီ
ဂျပန်ရဲ့မြန်မာ community ရဲ့ wedding industry တွေကိုရောက်လာတယ်ပေါ့နော် MC wedding industry ရောက်လာတော့နောက်ပြီးဆိုဒီက wedding industry တွေမှာကတော်တော်လေးဒီအလုပ်ကခီးရောက်နေတော့ဒီ engineer အလုပ်နဲ့ MC အလုပ်နဲ့ကိုတွဲလုပ်ဖို့ဆိုတာကနှစ်ခုစလုံးမနိုင်မနှင်းဖြစ်လာတော့ ကောင်းတော့ဘောနော် business တက်လာ ကိုကနေပြီးတော့ဆိုတဲ့ဒီ MC အလုပ်ကိုပဲရွေးချယ်ပြစ်လိုက်တယ်ပေါ့နော်ရွေးချယ်ပြစ်လိုက်တယ်ဆိုတာအဓိကရွေးချယ်ပြစ်တာကတော့ဒါကဒီကိုယ့်ရဲ့ဘဝအတွက်တိုးတက်ဖို့လဲစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လဲဖြစ်နေတော့ကိုယ်ပိုင်စီးပွားရေးပုံစံမျိုးဖြစ်လာမှာဆိုတော့အဲ့မှာ MC ဖြစ်လာရင်ねဒါကိုချက်တို့ရဲ့ wedding industry တွေမှာဒါဘယ်လိုပြောမလဲညီကိုမိတ်ဖက်တွေဖြစ်သွားတာဘယ်တော့မှဘယ်လိုစပြီးတော့တွေ့ပြတာတွေ့ပြတာကကိုရင်းနဲ့တွေ့ပြတာဆိုရင် wedding ပွဲမှာပဲเนาะ wedding တပွဲမှာပဲအလုပ်တူမလုပ်ခင်မှာကနေကဟိုကျွန်တော်ကြားထဲမှာတော့ customer ရှိရဆို customer ကသူကစီစဉ် MC စီစဉ်တယ်ကျွန်တော်တို့ကြားလဲဒီ wedding စီစဉ် camera စီစဉ်နေမှာအဲ့လိုတွေ့ကြတာဆိုတော့အဲ့ဒီကိုရင်းနဲ့တွေ့တော့တော့မှကျွန်တော်တို့အဲ့တော့စမလို့ပဲရှိသေးတယ်မစသေးဘူးဆိုတော့ wedding one stop service ကိုမရှိသေးဘူးစပြုံးမလို့ပေါ့နော်စပြုံးမလို့ရှိတယ်ရိုက်ကူးကိုမိန်ထားပြီးသွားနေတဲ့အချိန်နော်ဟုတ်တယ်အမှစတွေ့ကြတာအဲ့ဒီကနေစတွင်ရင်းနဲ့ဒါရည်ရွယ်ချက်တူညီအကူတွေဆိုတော့တက်ဆိုင်မတ်ပေါ့ကိုချက်လုပ်တဲ့ဒီ one stop wedding service မှာလေ main MC ရှိနေတာဟုတ်တယ်အပတ်တိုင်းတွေ့နေကြဟုတ်ပါ Facebook မှာကြည့်လိုက်မယ်ဆိုရင်အပတ်တိုင်းအားဒီမင်္ဂလာဆောင်ပြီဆိုဒီလူတွေကြီးပဲဆိုတာပြောပြနေတာဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့လိုနဲ့ဒီက wedding industry တွေကိုနောက်ဆုံးရောက်လာတယ်ပေါ့နော်ကင်မရာနဲ့အသက်မွေးဝမ်းကြောင်းပြုနေတယ်မိုက်ကန်ပြတဲ့မွေးဝမ်းကြောင်းပြုနေတာဟုတ်ပါကြက်ကိုကမှန်ဘလူးထက်ကအိမ်မက်ပုံရိပ်များဆိုတော့ကျွန်တော်ကြာမိုက်ခရိုဖုန်းထက်ကမိုက်ခရိုဖုန်းထက်ကအိမ်မက်ပုံရိပ်အဲ့လည်းမိုက်တယ်ဆိုဆိုတော့ကအဲ့ပါဆိုရင်ဒါဒီနောက်တစ်ခုအနေနဲ့ဆိုရင်ဒါပထမဆုံးအခုနပြောတဲ့အချိန်မှာတော့ပါသွားပြီပေါ့နော်ဒါမဲ့ဟိုကြက်ကိုတစ်ချက်ပြန်ထပ်ပြီးပြရမယ်ဆိုရင်ဒီဘက်စရောက်လာတော့အကြောင်းတက်ဖို့လာတယ်ဟုတ်ဒီဝါသနာပါတဲ့ကားအင်ဂျင်နီယာတွေလုပ်ဖို့လုပ်ခဲ့တယ်ဆိုတဲ့အခါမှာရောက်လာတော့ကရောအဲ့လိုမျိုးဒီဓာတ်ပုံလုပ်ငန်းလုပ်ဖြစ်မယ်လို့တွေးခဲ့ဘူးသလားအဲ့လိုတော့မတွေးခဲ့ဘူးခင်ဗျာကျွန်တော်ဟိုဂျပန်ကိုစရောက်လာတဲ့ရည်ရွယ်ချက်ကတော့ဟိုကိုမြန်မာပြည်မှာလည်းကျွန်တော်တို့ဒီဟုတ်ဖို့ဒီဟိုပါပေါ့နော်အများအပြားကဂျပန်ကားတွေများတယ်ပေါ့နော်ဂျပန်ကားတွေများတော့ကိုကကားကအိမ်ကအရင်ကနေကဒီကားနဲ့ပတ်သက်ပြီးတော့လုပ်တဲ့လုပ်ငန်းရှိတာဆိုတော့အဲ့ကနေကကျွန်တော်ဝါသနာပါတယ်မြန်မာပြည်မှာလည်းဒီအတွေ့အကြုံဟို workshop တွေပါတယ်မှာကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့နော်လုပ်ခဲ့ဘူးတယ်အဲဆိုတော့ဂျပန်စာတင်ပြီးတော့ဂျပန်ကိုလာတဲ့အချိန်ကဒီကားနဲ့ပဲပတ်သက်ပြီးကိုလေ့လာပြီးသွားမယ်ဆိုရည်ရွယ်ချက်နဲ့ကျွန်တော်ကျောင်းတက်ပြီးတော့ဒီကားကျောင်းကိုဝင်နေပေါ့နော်ဆိုမဲ့အဲ့အချိန်ထိကကင်မရာနဲ့ပတ်သက်ပြီးကျွန်တော်မှာအတွေ့အကြုံမရှိဘူးလားတော့မဟုတ်မြန်မာပြည်ကပွဲတွေတချို့ volunteer ပွဲတွေကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့လိုပွဲတွေမှာဆိုရင်တော့ကင်မရာအပျော်တမ်းရိုက်ဖေးဘူးတယ်ပေါ့နော်ဒါပေမဲ့ဟိုလိုမျိုးကြီးကင်မရာကိုတိချာကြီးမသိဘူး professional တရားအနေနဲ့သွားမယ်လို့မတွေးထားဘူးတွေးထားဘူးပေါ့နော်ဒီရောက်ပြီးတော့မှဟိုဒါအလုပ်လေးတစ်ဖက်လုပ်ရင်းနဲ့ကင်မရာကိုလည်းရိုက်ရင်းဟို YouTube ကပဲကျွန်တော်အရင်ဆုံးတော့လေ့လာတာ YouTube ကနေပဲလေ့လာပြီးတော့မှဟိုဝါသနာပါပြီးတော့မှနည်းနည်းချင်းစီရရင်နဲ့ဒီ community cameraman တယောက်အနေနဲ့ကျွန်တော်ဖြစ်လာတာပေါ့ဖြစ်လာတယ်ဆိုတော့ဟုတ်ကဲ့တော့လူဆိုတာကိုယ့်ရဲ့ career ဆိုတာတော့ပြောင်းလဲမှုလည်းရှိတယ်ဆိုတော့ပုံမှန်ပဲဆိုတော့လုံရင်းနဲ့မှတကယ်တမ်းကိုရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်မှာလဲနောက်၄-၅-10နှစ်ကိုစဉ်းစားတဲ့အခါမှာဆိုရင်တော့ဆုံးဖြတ်ချက်တွေချရတယ်ဆိုတဲ့တခုနော်ဟုတ်ကဲ့ခင်ဗျာခါတလေကြလို့ရှိရင်ဒီကိုဂျက် career ချိန်သွားနေပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီ home study guide လုပ်တုန်းကဟိုလေကလူငယ်တွေကိုမေးဖြစ်တာတွေရှိတာပေါ့ဘာဖြစ်ချင်လဲဆိုတဲ့မေးခွန်းဘာဖြစ်ချင်လဲဆိုတဲ့မေးခွန်းကိုမေးတဲ့အခါကြလို့ရှိရင်ဒါဟိုကျွန်တော်တို့မြန်မာပြည်ရဲ့ education အရာပေါ့နော်တချို့ကြတော့လေကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုဒီကclearly ဟာခိတိတယ်ပေါ့နော်တိပြီးတော့တစ်ဆိုင်မမတ်သွားတဲ့လူတွေလည်းတွေ့ဘူးတယ်ပေါ့တချို့ကြတော့လေဒီပတ်ဝန်းကျင်မိဘရဲ့လွှမ်းမိုးမှုအောင်မှာဒီကိုဖြ
ဖြစ်ချင်တာကိုတကယ်မတည်ဘဲနဲ့ဒါလို့ရင်ကောင်းမှာပဲဆိုတာမျိုးတွေလည်းရှိခဲ့ဘူးလားဆိုတော့လေနော်ဒီလိုလေးကြုံရတယ်အထူးသဖြင့်နမူနာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်မှာကျွန်တော်ကျောင်းသားဘဝတုန်းကတော့ဆရာဝန်ဖြစ်ဖို့အရေးအားစေတန်းကျောင်းသားတိုင်းဆရာဝန်မဟုတ်အင်ဂျင်နီယာနှစ်မျိုးပဲရှိတယ်ပေါ့လေစေကျောင်းမှာတက်မှာလားဒီအေဝါအင်ဂျင်နီယာတော့မှာလားဆိုတာမျိုးပေါ့လေနော်အဲ့လိုမျိုးကလေတချို့ကျတော့ဒီဟာခုနဒီကိုယ့်ရဲ့ရွေးချယ်မှုကိုဟာခီရီတည်တယ်ဆိုတဲ့နေရာမှာလေကျွန်တော်တို့စေကျော်တဲ့အရွယ်မှာကိုဖြစ်ချင်တဲ့အရာနဲ့ဒီ20ကျော်30ကျော်ရောက်တဲ့အချိန်မှာကိုဖြစ်ချင်တဲ့အရာကပြောင်းလဲသွားတာမျိုးတွေလည်းရှိတယ်နော်အဲ့ဒါလေမြန်မာနိုင်ငံကကိုတို့ငယ်တုန်းကလည်းအဲ့လိုပဲဆိုတော့လေဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်အရာက role modelမရှိဘူးလေမမြင်နေရဘူးလေပိတ်နေတာဆိုတော့ပိတ်နေတာဆိုတော့အဲ့တော့ငါတို့တွေတော့နိုင်ငံသားထွက်တဲ့သူတွေလည်းရှိတယ်လုပ်ငန်းဝင်လာတဲ့အချိန်ကျတော့မှဒါမျိုးတွေရှိတာပါလားဒါမျိုးလေးလုပ်လို့ရတာပါလားဆိုတာကဟုတ်ကဲ့တိလာတဲ့အခါမှာတော့ဒါပြောင်းကြည့်ပြီးဆိုပြောင်းလိုက်တာနဲ့မှန်တယ်ဆိုတော့ဟုတ်ပြီးတော့နောက်တစ်ချက်ကဒီကျွန်တော်တို့မြန်မာပြည်ရဲ့လူငယ်အများစုကလေအရာအလုံးကိုမိဘတွေနောက်ကွယ် support တင်နေရှင်တန်ခဲ့တော့ကိုတကယ်လုံနိုင်တဲ့အရာနဲ့ကိုအားနေတဲ့အရာကိုခွေဖျားတည်တဲ့လူကနေဟုတ်တယ်အဲ့နေတော့တကယ်အလုပ်လုပ်ကြည့်ရင်းနဲ့မှာဒီအရာကကိုအားတာတဲ့အရာတနည်းအားဖြင့်ဒီအရာကိုလုပ်နေရင်ကိုကလုံးဝ stress တွေမရှိပဲပေါ့ပါနဲ့လုံနိုင်တယ်ပျော်ရွှင်နဲ့လုံနိုင်တယ် creative skill တွေကလည်းထွက်လာတယ်ဆိုတာမျိုးပေါ့နော်တချို့ကြတော့ကိုကကိုင်းညီတယ်ထင်ပြီးတော့ဒီလုပ်ငန်းကိုရွေးချယ်ခဲ့တော်ညာလေတကယ်အလုပ်လုပ်ကြည့်တဲ့အခါမှာဒီလုပ်ငန်းကကိုneed to do က stress တွေပြနေတယ်ပင်ပန်းစေတယ် creative skill တွေမရှိဘဲနဲ့ဘဝကြီးကတည်နေလို့ခံစားနေရတာမျိုးလည်းရှိတော့လုံရင်းနဲ့မှ career change သွားတာမျိုးတွေလည်းရှိတာပဲဟုတ်တယ်ကိုကျ career change သွားနဲ့ဆက်ပြီးတော့တွေးမိလို့ပေါ့နော်ဒါတွေကလည်းဒါကျွန်တော်တို့လူငယ်တွေထဲမှာတော်တော်လေးကိုတွေးကြုံရတာဒီထဲမှာလည်းပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီကိုတိုင်းအကောင်းဆုံးဖောက်ပြီးတော့ထွက်မလားဒါမှမဟုတ်ဒီကconstant life ပေါ့ format life ထဲမှာပဲနေမလားဆိုတာတော့ဒါကိုစီရွေးချယ်မှုဆိုတော့ဟုတ်တယ်အဲ့လိုတီးဖို့အတွက်ကလည်းဒီအလုပ်ကြည့်ပဲလုပ်နေလည်းမသိနိုင်ဘူးဆိုတော့လေမကြကြဆိုလည်းဒါကိုတိုင်းစမ်းကြည့်တယ်လုပ်ကြည့်တယ်လုပ်ကြည့်နေမှာဝါသနာမပါလည်းဖြစ်နိုင်တာပဲနော်ဟုတ်တယ်ခင်ဗျအဲ့မပါဘူးဆိုတော့လည်းမလုပ်တော့လည်းရတာပဲဆိုတော့တကယ်ခုဆိုရင်ဒါလုံးမယ်လို့ဆုံးဖြတ်ချက်ချလိုက်နိုင်ပြီးတော့ဒါအောင်မြင်အောင်လည်းလုပ်နိုင်သွားတယ်ဆိုတာကဟုတ်ကဲ့ခင်ဗျကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲဆိုနင်းတော့ပင်လည်းမပင်မမှုဟုတ်နေဝါသနာပါစိတ်မပင်မစိတ်မပင်လူပင်မစိတ်မပင်မဆိုတာကအရေးကြီးတာဟုတ်တယ်လူကတော့ပင်မလူကတော့ဘာလို့ပင်မမှာပဲကိုလှုပ်ချင်တဲ့ကိုလှုပ်ချင်တဲ့ဟာကိုလှုပ်နေရတဲ့ခံစားချက်ကဘာနဲ့မှမတူဘူးဟုတ်တယ်အဲ့လိုမျိုးပွဲတစ်ခုကိုတချို့ဆိုလေစိတ်ဝင်စားစိတ်ပူပြီးကျွန်တော်စီကိုလည်းမေးကြတာရှိတယ်ကိုရဲပေါ့ဒီလောက်ပွဲဆက်တွေများနေတာမပင်မအောင်လားပေါ့ကျမ်းမာကြီးလည်း queue ဆိုင်အောင်စားမျိုးတွေလည်းကြုံရတယ်ပေါ့နော်သို့တော်လည်းခုနအကိုပြောသလိုပဲလူကတော့ပင်မနေဒါပေမဲ့စိတ်ကကိုလှုပ်ချင်ရတွေကိုလှုပ်ပြီးရနေတာဖြစ်တဲ့အတွက်လေဒီလုံးဝကွာခီတာနဲ့ active ဖြစ်နေတာ active ဖြစ်နေဟုတ်တယ်တပွဲပြီးတပွဲလေဒီကပြောဆိုရမယ့်အကြောင်းအရာတွေစဉ်းစားရတယ်ဒီအကြောင်းအရာတွေကို presentation လုပ်နေရတာကိုကလေကိုယ့်ရဲ့ပျော်ရွှင်မှုတနည်းအားဖြင့်အဲ့ဘယ်ချိန်မှနားလဲဆိုအဲ့အချိန်ကကိုနားနေတဲ့ချိန်ပဲဟုတ်တယ်ပွဲတွေပြီးသွားမှာပင်ပန်းသွားတာဟုတ်တယ်ဟုတ်ကဲ့ဟုတ်ပြီအဲ့ဒါနောက်တစ်ခုသွားရအောင်ဟုတ်ဆိုတဲ့ကမဆိုနေအခါဆိုရင်ဟိုပေါ့ဒီစက်ပြင်လို့ပြောမှာကာမကန်နဲ့လုပ်ခဲ့တဲ့ဟာရဲ့အတွေ့အကြုံတွေလည်းရှိခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုလဲခုနကညီပြောတဲ့ဟာရာဆိုရင်မိဘကလည်းကာဒီ workshop ပုံစံမျိုးဒါ maintenance ပုံစံလုပ်ခါမျိုးရှိ background ရှိတယ်ဆိုတော့အဲ့အတွေ့အကြုံတွေကအခုတကယ်တမ်းလုပ်တဲ့ဒီဓာတ်ပုံဆရာလို့ပြောရမလား wedding planner အနေနဲ့လုပ်တဲ့ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါမှာဒီလိုမျိုးသူများကုမ္ပဏီမှာလုပ်ခဲ့တဲ့အတွေ့အကြုံတွေပြီးတော့မိဘကိုကြည့်ထားခဲ့တဲ့အတွေ့အကြုံတွေကဘယ်လိုမျိုးအထောက်အကူတွေဖြစ်စေလဲပေါ့နော်အလားတာဖြစ်ခဲ့တာမရှိဘူးလို့တော့ထင်တာပဲဆိုတော့အလားတာတော့မဖြစ်ဘူးကိုဘယ်လိုပဲဖြစ်တော့ဟိုမြန်မာပြည်မှာလုပ်ခဲ့တဲ့ဒီအတွေ့အကြုံတွေရောအခုဂျပန်ကုမ္ပဏီမှာကျွန်တော်တို့ mechanic လုပ်တဲ့ထိမှာလေကျွန်တော်တို့ကုမ္ပဏီမှာဆို mechanic ပဲမဟုတ်ဘူးပေါ့နော်ဒီ customer service ပိုင်းတွေရှိတယ် customer service ပိုင်းတွေမှာကျွန်တော်လုပ်ရတာဆိုတော့ဟိုတကယ် wedding industry တွေရောက်တဲ့အချိန်ကျရင်ကျွန်တော်တို့ဒါ service ပေးတာပဲပေါ့နော် customer service ပေးတာပဲဆိုတော့အဲ့လို service ပေးတဲ့အပိုင်းတွေမှာအရန်ဟိုစကားပြောတဲ့အပိုင်းတွေဂျပန်နေနဲ့ရောတော့မှကျွန်တော်တို့ဒိုင်ရောလောက်လာပြီးတော့ service ပေးခဲ့တာဆိုတော့ဒါဒီဘက်ကို service ပြန်ပြီးတော့မှဟိုပြောတဲ့အခါတွေမှာကြာရင်
အရန်သုံးဝင်နေပေါ့နော်ပြီးတော့မှဒီဟိုဒါ financial နဲ့ပတ်သက်တဲ့ဟာလေးတွေရောဟိုမှအသုံးဝင်တာတွေတော့အများကြီးပေါ့ဟို selfie နဲ့ကားနဲ့ကင်မရာနဲ့တကယ်တည်းပြောပြရင်ဟိုမဆိုင်ဆိုထင်ရတယ်ဆိုပေမဲ့ဆိုင်လို့ဆင်ရပါမယ်အဲ့လိုဆက်ဆက်နေတဲ့ဟာလေးလည်းရှိတယ်ကျွန်တော်ဒီမှာဆိုလဲဟိုအခုလက်ရှိဂျပန်မှာ mechanic လုပ်နေတဲ့လူငယ်တွေလည်းပြောချင်တာဟို mechanic တစ်ခုပဲလေ့လာတာမဟုတ်ဘဲနဲ့ပေါ့နော်ဒီ showroom တစ်ခုလုံးကြီးဘယ်လိုလဲပတ်နေလဲပေါ့ financial ဘယ်လိုဟိုဖြစ်နေလဲဘယ်လိုဝန်ထမ်းတွေကိုသူတို့ထိန်းဟိုဖြစ်နေတယ် training ပေးနေတယ်အဲကျွန်တော်တို့စီမှာဆိုရင်ကားတွေမှာလည်းသူတို့ကားရောင်းပြီဆိုရင်အဲ့လို package လေးတွေရှိရဆိုတော့ဂျပန်နေမှာဆိုရင်တော့အဲ့လိုမျိုးရှိတယ်ကျွန်တော် A package B package C package အဲ့လိုမျိုးလေးတွေရှိတယ်ဘယ်လိုဆို customer ဘယ်လိုဆွဲဆောင်ဆွဲဆောင်မလဲဆိုတဲ့ဟာမျိုးအဲ့ဒါဘာကြောင့်မလို့လို့ခွဲထားတာလဲဟုတ်တယ်ခင်ဗျအလုပ်ကြည့်ရလို့တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ manager အဲ့လိုမျိုးတွေမေးကြည့်တာစကားအလားပါဟုတ်ကဲ့ခင်ဗျအဲ့အပိုင်းတွေကအရန်အသုံးဝင်တယ်အဲဂျပန်ကုမ္ပဏီမှာလုပ်ပြီးတော့ကိုbusiness မှာပြန်လုပ်တဲ့ခါကျရင်ပေါ့နော်အဲ့ဒါလေးတွေကတော့ apply ပြန်လုပ်လို့ apply တော်တော်လေးထိရောက်ပါတယ်ခင်ဗျဟုတ်နော်ဟိုအလုပ်ကြည့်ပဲလုံတာမျိုးမဟုတ်ပဲနဲ့ဟုတ်ဒီအလုပ်ကဘယ်လိုလဲပတ်တာမဟုတ်ဘဲနဲ့လေဟိုထားပါအောင်ဆေးပြီးလုံနေရဆိုရင်လေဒါဟိုကာချူခုနဲ့ပတ်သက်တဲ့ဟာလေးတွေလို့အဲ့လိုမျိုးလေးတွေပေါ့နော်ကိုဘေးမှာပတ်ဝန်းကျင်မှာကိုshowroom ထဲမှာပဲပတ်သက်တဲ့ဟာလေးတွေကိုလည်းစိတ်ဝင်စားနဲ့အဲ့လိုလိုက်ကြည့်နေရင်တစ်ချိန်မဟုတ်တစ်ချိန်ကကိုကသုံးဝင်လာတယ်ပေါ့နော် curious မမဆက်စုတယ်ပြောဆက်စုတယ်ပေါ့ဟုတ်တယ်ဆက်စုတဲ့စိတ်ကလေးရှိမှလားနော်တိလာမှာဆိုသိကျင်တဲ့စိတ်ပေါ့နော်ဟုတ်တယ်ခင်ဗျ ဒီ CV တယောက်အနေနဲ့လုပ်ခဲ့တော့ကဒီဟို customer ဟိုပေးခဲ့တဲ့ဒီစိတ်ခါကူမန်းစုကုတို့ပေါ့နော်ဟုတ်တယ်ခင်ဗျ ဒီမှာဒီမှာလည်းပြန်ပြီးအသုံးချလို့ရတူတူပဲဆိုတော့နော်ဘယ်လိုလဲဆို CV လို့တော့ဒီငွေကြီးပိုင်းဆိုင်ရာမှာဘလောက်သုံးရင်ဘယ်လေဘယ်နဲ့ဘယ်လိုရတယ်ဆိုတဲ့ဟာလေရှင်းပြခဲ့တာလေဒီ wedding ဟုတ်တယ်ပြန်ပြီးအသုံးချဝင်တယ်ဟုတ်တယ်ခင်ဗျ financial ပိုင်းဒါနောက်ပြီးဆုံးကတော့ဒီဥပမာသုံးခဲ့တဲ့ဒီ customer satisfaction မှာပဲเนาะဟုတ်တယ်ခင်ဗျဒီမှာလည်းပြန်ပြီးလက်တွေ့အသုံးချနိုင်ရတာเนาะဟုတ်ဆိုတော့အခုဆိုတော့စတူဒီယိုစာလုံးနေပြီဟုတ်ကဲ့ဆိုတဲ့ခါမှာဆက်စားခြင်းလုပ်ပြီဆိုတော့ business ကိုစပြီဆိုတော့မသေးတာမရရဲ့အများကြီးဆိုတော့လေဟုတ်ကဲ့နော်ဟိုပုံမှန်ဝါသနာအရစနေခဏဟိုဖူကူဂီယောလို့ပြောရမလားဖူကူဂီယောပါဟုတ်ကဲ့လုပ်တဲ့ဆိုတဲ့ဟာနဲ့လုံးဝခုလက်ရှိလုပ်နေတဲ့ engineer ဘောကထွက်လိုက်ပြီးတော့စွန့်စားမယ်ဆိုတဲ့အချိန်မှာဆိုရင်ဟိုကိုတန်ရောမကြောက်ခဲ့ဘူးလားပေါ့နော်ဒါမှမဟုတ်ပြီးတော့ miss တွေတို့ကိုပတ်ဝန်းကျင်ကတော့ကိုယ့်ရဲ့ချစ်သူတွေတို့တော့ဘယ်လိုမျိုးကိုပြောခဲ့တာရှိပြီးအဲ့ဒါကိုဘယ်လိုမျိုးတုံ့ပြန်ပြီးဖြတ်ကျော်ခဲ့တယ်လဲဒါဟိုကျွန်တော်တို့ sales week အနေနဲ့ sales shine ဆိုတော့ကျွန်တော်မှာ sales shine တယောက်ရဲ့ anti cancer တော်တော်လေးအရေးပါတယ်เนาะဒီလိုမျိုး anti ဖြစ်တဲ့ life တစ်ခုကနေ stable ဖြစ်တဲ့ life တစ်ခုကနေပြီးတော့ဒါကျွန်တော်တို့ကိုယ်ပိုင် business လုပ်တဲ့အခါမှာအောင်မြင်နေလဲအောင်မြင်မယ်ကြာရှုံးနေလဲကြာရှုံးပါဒါတအားလေး challenge ကြီးတယ်ဟုတ်တယ်ဒါကိုရွေးချယ်ခဲ့တဲ့နေရာမှာပေါ့နော်ဒါလေးတော်တော်ကောင်းတာပဲဟုတ်ကဲ့ခင်ဗျဆိုတော့ဟိုကိုကောင်းပြောသလိုမျိုးတော့ကျွန်တော်ဗျုံစမ်းကြီးတော့ချက်ချင်းကြီးတော့ပြောင်းတာတော့မဟုတ်ဘူးပေါ့နော်ဟိုကျွန်တော်တို့ဒီ service ရှိတွေကအရင်တော့ဆိုရင် showroom မှာ Nissan showroom မှာလုပ်တော့အရင်ဆုံးဟိုဂျားရက်သူကပိတ်တာပေါ့နော်ဆိုတော့ဂျားရက်ပိတ်တဲ့အချိန်မှာကိုဝါသနာပါတဲ့ဟာလေးလုပ်ရင်ဂျားရက်ဒီအရင်ဆုံးတော့ကင်မရာစရိုက်ပြီဆိုတော့နည်းနည်းဟိုမိတ်ဆွေတငယ်ချင်းတွေရိုက်ပြီးနေရာနေမှာအထက်ကနေမဲ့ customer တွေဖြစ်လာတယ်ပေါ့နော်တယောက်နဲ့အဲ့လိုယုံကြည်မှုတွေဆက်ပြီးတော့မှအဲ့လိုမျိုးလေးကျွန်တော်တို့အလုပ်လာအပ်တယ်အဲ့ဒီကနေမှကိုကရိုက်တယ်ဆိုတော့နောက်ပိုင်းအဲ့ဒီအလုပ်လေးတွေကနည်းနည်းများလာတယ်ပေါ့နော်စိတ်လာတယ်ဆိုတော့Nissan မှာလုပ်ပြီးတော့ကျွန်တော်က base ဟိုအဲ့ဒီအလုပ်ကလည်းများလာတယ်ဆိုတော့နောက်ကုမ္ပဏီကျွန်တော်တခုပြောင်းမယ်ပေါ့နော်နောက်ကုမ္ပဏီတခုပြောင်းမယ်အလုပ်တက်ကလည်းတော့ Nissan မှာကျွန်တော်4နှစ်လောက်လုပ်ပြီးပါပြီဆိုတော့အဲ့စနေတနင်္ဂနွေလုံးမဲ့အလုပ်လေးကိုပြောင်းမယ်ဆိုပြီးတော့ကျွန်တော်ဟိုတခြား showroom တွေရှောက်ဖြည့်ကြည့်လိုက်တည်ဒါပေမဲ့စနေကူးနေ့ကကျွန်တော်တို့ကဒါတည်ရတိုင်းကပြင်တဲ့လူတွေကကြတော့စနေကူးနေ့ပဲလာကြတာလေနကမရှိဘူးအဲ့ဒါနဲ့နောက်ဆုံးတော့ကျွန်တော်တို့အိမ်ဘက်မှာပဲဒီ site မှာပဲခြားမှာပဲရှိတဲ့ show ဟိုတခုပေါ့နော်ကိုပိုင်ခိုးကြောလေးတခုမှာကျွန်တော်လုပ်ပြီးတော့မှဟိုစနေတင်ဝင်တော့ပိတ်တယ်ဆိုတော့အဲ့ဒါနဲ့ဟိုလာစားတော့အရန်တော့မများဘူးဆိုပေမဲ့ကိုကစနေဝင်ပိတ်တာလိုချင်နေဖြစ်တဲ့အတွက်ကြောင့်မို့အမှပဲနေပြီးတော့အမှတစ်နှစ်ခွဲကျော်လောက်ကျွန်တော်လုပ်ပြီးတော့ပြင်ဆင်ခဲ့တယ်အစဲပြီးလေတစ်ဖက်လုပ်တယ်စနေတင်ဝင်ဆိုရင်ဒီဘက်က main လုပ်တယ်ပေါ့အဲ့ဒီကနေကျွန်တော်အချိန်လေးစယူတာပေါ့နော်အချိန်လေးယူရင်းနဲ့မှ customer လည်းများလာပြီဒီဘက်ကိုကလည်းဟိုအဓိကကတော့အမျိုးသမီးရဲ့ဒီတွန်းအားလည်းပါတယ်ပေါ့နော်သူက okay ဟိုအရန် support ပေးတယ်ဒါလုပ်ချင်တယ်ဆိုရင် okay ဟုတ်ပြီဒါလုပ်ချင်တယ်ဆိုရင်ဘယ်လိုရှိလဲပေါ့နော်ဆိုတော့သူနဲ့ဆွေးနွေးပြီးတော့မှပဲဟိုနောက်ဆုံးအလုပ်ကိုလုံးဝထွက်လိုက်ပြီးတော့မှဒီဘက်ကို
ကိုပိုင်လုပ်ကိုပေါ့နော်ကုမ္ပဏီလေးကျွန်တော်တို့ထောင်ပြီးတော့မှအခုဆိုရင် showroom ဒီ studio အနေနဲ့ main လုပ်တယ်ပေါ့နော် photographer အခု wedding planner ရော wedding dress တွေလည်းကျွန်တော်တို့ studio မှာအားလုံးဘယ်လိုရိုက်လို့ရတဲ့အခြေအနေလောက်ထိပေါ့နော်ကိုပိုင် studio လေးပါလုတ်ဖြစ်သွားပြီလုတ်ဖြစ်သွားပြီပေါ့ဟုတ်ကဲ့ဒီနှစ်ထဲမှာဟုတ်ကဲ့ခင်ဗျဒီနှစ်ထဲမှာဟုတ်အိမ်ထဲမှာပဲပေါ့အိမ်သားမှာပဲအိမ်သားမှာပဲတတိတငါပြီးတော့ဟုတ်တယ်ဟိုဒီရုံငန်းတစ်ခုအနေနဲ့ကျွန်တော်ငားပြီးတော့မှာပဲအမှာအခုတော့အဲ့မှာ wedding အကောစကားဆက်တော့မဖြစ်ဘူးဆိုပေမဲ့အဲ့မှာက wedding တီးတန့်လာတာမဟုတ်ရင်တချို့ဆိုရှိရလေယူဇနန်လေးပဲအလားဝတ်ဆောင်လေးကိုပြီးရိုက်တာမျိုးတို့ကီမိုနိုလေးနဲ့ရိုက်တာတို့ပြီးတော့ကလေး3နှစ်5နှစ်9နှစ်ရိုက်ခဲ့တာဝင်းဒီအမတ်တရားရိုက်တာ anniversary မှတ်ဟုတ်ကဲ့အဲ့ဒါတွေကလုပ်လို့ရတယ်ရတယ်ခင်ဗျဒီကျွန်တော်ရုံငန်းနဲ့ကျွန်တော်နားမှာဆိုအခု wedding dress တွေနဲ့ဒီကီမိုနိုလေးလေးလည်းရှိတယ်ပြီးတော့ဟိုမြန်မာရိုးရထိုင်မသိမ်းဝတ်စုံလေးတွေနဲ့လည်းကျွန်တော်ရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရုံငန်းအနေနဲ့လည်းထားတယ် studio အနေနဲ့လည်းထားတယ်ပေါ့နော်wedding event မှာကျင်းပခြင်းတဲ့သူတို့သားသူတို့သမီးတွေအတွက်လည်းဝတ်စုံတွေ rental အနေနဲ့လည်းကျွန်တော်တို့ထားပေးတယ်ပေါ့ဟုတ်ကဲ့ခင်ဗျာအဲ့ဒါ wedding ကတော့ main ဆိုပေမဲ့လည်းတခြားဟာတွေလည်းလုပ်လို့ရတယ်တခြားလေးတွေလည်းလုပ်တယ်ခင်ဗျာဟုတ်ကဲ့လုပ်ထားတယ်ဆိုဟုတ်ဟောဟီးနေကောင်းတာပဲနော်ဆိုပါမယ်ဆိုမြန်မာပြည်ထဲမှာအဲ့လိုထားပါတော့နည်းနည်းဆက်ပြီးတခြား business တွေလည်းတည်ခြင်းလာဖြစ်ပြီးတော့အဲ့လိုမျိုး photo street လုပ်တဲ့သူတော့တခါတော့အကိုကြီးတယောက်လာမသိအဲ့လိုမျိုးလုပ်တာလည်းတွေ့ဘူးတယ်နော်အဲ့ဘာဘက်မှာလာမသိဘူးဘယ်နှခုလောက်ရှိပြီလဲမသိနော်အဲ့လိုမျိုးတည်တဲ့လောက်ပေါ့မြန်မာ community ထဲမှာဖြောကိုလို့ပြောမှာကိုယ့်ရဲ့မပြိုင်ဘက်အနေနဲ့ဆိုရင်ဟုတ်ဘယ်နှ company လောက် studio photo studio အကြောင်းဒါအကိုကောင်းအမင်း photo studio အနေနဲ့လုပ်တဲ့တော့ကင်မရာမန်တွေကတော့အများကြီးရှိရသေးတယ်ဟုတ် photo studio ရဲ့ wedding service ရဲ့နားလို့အဲ့တစ်ခုပေါင်းတာဆိုတော့တစ်ခုပဲရှိမှာတယ်အဲ့ဒါဆိုရင်ရောအခုနောက်ပိုင်းတိုးတော့လာပြီကျွန်တော်တို့စလုပ်တုန်းက studio လို့ပြောပေမဲ့အဲ့လိုမျိုးတိတ်ဒီလိုမျိုးကြီး officially တော့မရှိဘူးပေါ့နော်ဟုတ်တယ်နော် officially မရှိဘူးကျွန်တော်တို့ကတော့အခုတိုဂျိုမှာပြောမယ်ဆိုရင် studio နဲ့ wedding service ကိုပထမအဆုံးစလုပ်တာစလုပ်ခဲ့တာပေါ့နော်တခြားသူတွေလုပ်တဲ့အောင်ဟုတ်တယ်2နှစ်ခွဲ3နှစ်ထဲဘာလို့မသိနေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်တယ်နော်စတော့ VNN တို့ဘာလုပ်တာလဲအများကြီး VNN တော့အများကြီးဖြစ်နေ VNN တွေကတော့ဒီ wedding ဟိုပါပေါ့pre wedding နေနဲ့အဲ့ဒီဘိုင်းနေမှာတော့ရှိတယ်။ဒါပေမဲ့ VNN တွေထဲမှာလည်းအဲ့လို wedding event ဟိုအနေနဲ့ကတော့မရှိဘူး။ဒီမှာသူတို့တွေ wedding လုပ်တာရှားတယ်။ဆိုですね။တိုကျိုမှာမရှိဘူးနော်။မရှိဟုတ်တယ်ဟုတ်တယ်။မှာတော့တခုကြုံဘူး။ one stop service ကိုပေးနေတဲ့ဟုတ် VNN ခိုင်ရှာပါ ဟုတ်တယ်တခုကြုံနေဘူးလားပေါ့နော်။ဒီမှာတော့အခုနောက်ပိုင်းတော့များလာပြီ။မြန်မာတွေထဲမှာလေဟိုကျွန်တော်တို့ဒီဘက်ကိုစမပြောင်းနေရတာဟို demand လေးဒီဘက်မှာရှိရပေါ့နော်custom ဒီ market ထဲမှာလည်း need အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆိုရင်ဓာတ်ပုံကနေပြီးတော့မှဟိုဒီ wedding ဘိုင်းနေအခု dress ဘိုင်းနေ makeup photo transportation ကျွန်တော်ဟိုတချို့နေရလာတဲ့ customer တွေတော့မှကျွန်တော်တစ်ခါလေးဆိုရင်တဲစရာပါစီစဉ်ပေးပြီးတော့အဲ့လိုကျွန်တော်လုပ်ပေးတယ်လူ2ယောက်ပဲလာခဲ့ဗျာလူ2ယောက်ပဲလာခဲ့ဒီမှာအကုန်လုံးကျွန်တော်လုပ်ပေးတယ်အဆင်ပြေအောင်လုပ်ပေးမယ်ပြန်ရင်လည်းဒီတိုင်းလေးပဲသူတို့ပြန်သွားရုံပဲဆိုတော့အဲ့လိုထိပါစီစဉ်ပေးတယ်စခဲ့တာเนาะကနုံးစကိုချက်တို့စပြီးတော့အခုကိုချက်တို့စပြီး3နှစ်ထဲရောက်လာတဲ့အချိန်မှာဒီနေ့အဖြစ်ဒီ2025လောက်မှာ3-5ဦးလောက်ရှိတယ်ဟုတ်ကဲ့ကျွန်တော်တငယ်ချင်းတွေကပါပဲရှိနေတာတွေ့ကျွန်တော်လည်းဒီကအတူတူလုပ်ရတာလည်းရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေလည်းဒီနှစ်ပိုင်းလောက်မှာပဲเนาะဟုတ်တယ်ခင်ဗျဒီနှစ်ပိုင်းလောက်မှာတော့ list ကများလာတဲ့ခါကျတော့ဟုတ်တယ်သူတို့လည်းအဲ့လိုမှလည်းအဆင်ပြေမှာကိုဘာလို့လဲဆိုတော့ဒီမှာရှိတဲ့မြန်မာလူဦးရေနဲ့ကျွန်တော်တို့အခုတိုင်းပြည်လည်းအခြေအနေရှိတော့မြန်မာပြည်လည်းတော်တော်များများပြန်ပြီးတော့ပြန်ပြီးပင်ကဆောင်လို့မရတဲ့ခါကျတော့ဒီမှာပဲလုပ်ကြတော့ကျွန်တော်တို့ဒီမှာအခုမြန်မာအတိုင်းဝိုင်းနဲ့ရှိတာတောင်မှတကယ် market အရာဆိုရင်ရလေအများကြီးလိုနေသေးတယ်လို့ပြောလို့ရအောင်နော်ဟုတ်တယ်နော်အဲ့ဒါကြောင့်အပတ်တိုင်း MC လေးလိုတယ်နော် MC ကပို့လို့အဲ့ကလေးဘေးကကိုတော့ခွဲချင်နေတာတရက်ထဲမှာလာပြီးတော့မနက်ပွဲညနေပွဲအခုချက်ကကျွန်တော်အကြံပေးတယ်2026ကြာလို့ရှိရင်တဲ့ MCO တဲ့ဒီတင်တန်းလေးဖွင့်ပြီးတော့ဟုတ်တယ်အေးကြတယ်ဟုတ်တယ်ကောင်းတာပဲနော်စကားပြောပုံပြောနေဆိုတာလည်းနော်အတန်ဘလောက်ကောင်းဘယ်လိုမျိုးလေးပြောတင်တယ်လို့ပါရှိတယ်ကျွန်တော်တို့မပြောစကလုံးအတုံးလုံးကအစားဒီအပြုမှုအပြောအနေထိုင်ကအဆုံးပေါ့နော် MC တယောက်မှလည်းလိုင်းနာရတဲ့ကျင့်ဝတ်တရားလည်းအများကြီးဆိုလက်အနေထားအစားငါတို့ပြောလက်ကြည့်တိုက်မနေရဘူးလို့ပါတော့ဟုတ်တယ်ရှိတယ်လေဒါကျွန်တော်တို့ MC တိုင်းမှာဆိုလို့ရှိရင်ဒီလက်ကြီးထောက်ပြီးခါးကြီးထောက်ပြီးမရဘူးကျွန်တော်တို့အဲ့ဒီအတွက်ကြတော့တမျိုးကြီးပေါ့နော်အောက်ကနေကြည့်နေရပြီ MC ကတောက်နေရတယ်နောက်တစ်ခုဒီအဲ့ဒီတွေကိုအကောင်းဆုံး satisfy ဖြစ်စေဖို့အတွက်အပြုအမူအပြောဆိုအများကြီးကျွန်တော်တို့တတိထားစေရတယ်လိုက်
နာစရာတွေကအများကြီးရှိတာ။အဲကြောင့်ကိုချက်ကအဲ့ဒါလေးတွေကိုမျှဝေပေးပါဦးတဲ့တင်တန်းလေးတစ်ခုကျွန်တော်စီစဉ်နေကိုရဲ့ကောင်းတာပါဆိုတာမျိုးလုပ်နေပြောနေတာ2026ကျရင်တော့လုံးမရမှာ။လောက်ပါပဲ။နောက်လာရောဘယ်လိုဆိုနေဟုတ်ကဲ့ဆိုတော့ခုနကကိုချက်ပြောသလိုမြန်မာ community ကအရင်ကျေပြန့်လာတာလူကြီးတွေလည်းတိုးလာတယ်ခုနနိုင်ငံရေးနဲ့လည်းဆက်ဆက်ပြီးတော့เนาะအဲ့မှာကျွန်တော်တို့ကဘာလဲဆိုကျွန်တော်တို့နဲ့မနိုင်တော့ဘူးမနိုင်တော့ဒါဒီလုတ်ချင်ကိုင်းခြင်းစိတ်ရှိပြီးတော့စူးစမ်းခြင်းနဲ့လူတွေကဒါလက်တွဲပြီးတော့အားလုံးမြတ်တလုံးလာတာကျွန်တော်တို့ရဲ့ community ကလည်း standard တစ်ခုအနေနဲ့လာမှာ level ဖြစ်လာမှာเนาะဟုတ်ဆိုねဟုတ်ကဲ့ဟုတ်အဲ့ဆိုနောက်တစ်ခုတွားအောင်မေးခွန်းအနေနဲ့ဆိုခုနကပေါ့နော်အမျိုးသမီးရဲ့အထောက်အပံ့နဲ့ပတ်သက်တာပြောခဲ့တယ်ပေါ့နော်ပါသွားတယ်နော်ပါသွားတယ်ပေါ့ပြောလို့ရသလောက်ပေါ့နော်ဘယ်မှာစတွေ့ခဲ့တာလဲအကြောင်းသားဘွားမှာတွေ့ခဲ့တာဒါလည်းပြောလို့ရရင်ပြောသိချင်ပြီးတော့ဆိုနေပြီးအဲ့ဒါပြီးသွားရင်နော်ဘလို့ तू အဲ့လိုပဲထောက်ပံ့ပေးတယ်ဆိုတော့မူတည်ပြီးတော့အမျိုးသမီးရောကိုယ့်ရဲ့သဘောထားလေးပေါ့နော်ဘယ်လိုရှိတယ်လဲကျေးဇူးတင်တာတခုတည်းမကပဲနဲ့ဆိုနေကျွန်တော်တို့နှစ်ယောက်စတွေ့တာကလွန်ခဲ့တဲ့ဘယ်နှစ်လောက်ဖြစ်မလဲမြစ်ဆန်ဟိုပေါ့ရိုက်ခဲ့တော့ကျွန်တော်language school နှစ်ပြီးတယ်ပြီးတော့ကားကြောင်းနှစ်တက်တယ်4နှစ်ပေါ့နော်4နှစ်ပြီးတဲ့ဒီအလောက်စဝင်တဲ့အချိန်ပေါ့နော်9နှစ်မြောက်ချဝင်တဲ့အချိန်မှာဟိုကျွန်တော်တာချီကာဝါဖူတာပါမှာကျွန်တော်တို့နေသူကကျတော့ဒီဒိုင်ကကူတက်တာဟီတိုဆိုဘာရှိဒိုင်ကကူအပမှာတက်တာဆိုကက်ရက်ပေါ့နော်ဆိုတော့အဲ့ဒီမှာစတွေ့တာဟိုလမ်းပေါ်မှာတွေ့တာလမ်းပေါ်မှာစတွေ့ရမှာပေါ့တွေ့လမ်းပေါ်မှာတွေ့အခုတိုက်ပြီးတော့ဟာဒီမှာတွေ့တယ်အဲ့ဒါဖြစ်နေတာပဲကျွန်တော်လည်းအဲ့လိုမြင်လိုက်တာငါလည်းအဲ့လိုဟာတဲ့တွေ့ဘုံဆိုတိုက်ပြီးဟာဒီကငါပြောပါရေးတွေ့တဲ့အကြောင်းတွေပါပြောရင်တော့အရင်ရှိကုန်လိမ့်မယ်ဟိုပေါ့နော်ခန်းတန်းနဲ့ပြောရင်တော့ကျွန်တော်ကအရင်ကဒီဟိုတိုးစန်းရှိတယ်ပေါ့တိုးစန်းကလပ်ပေါ့နော်တောင်တက်တင်းရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အရင်အဲ့လိုအရင်ကင်မရာမန်ကစတာလေကျွန်တော် landscape ကနေစတာအဲ့လိုမျိုးတွေတောင်နေတက်တယ်ဓပုံတွေရိုက်တယ်အဲ့လိုကျဲတွေပါတွေသွားရိုက်တယ်အဲ့ဒီကနေမှဟိုတိပြီးတော့မှနှစ်ယောက်က तू ကအဲ့လို activity လို့စကားလာပြောရင်းနဲ့မှနှစ်ယောက်ကစုံပြကြတာပေါ့နော်ဟုတ်ကဲ့ခင်ဗျအဲ့ဒီမှာစဆုံရင်းနဲ့မှဟိုပြန်ပြောရတော့မှဒါကြုံသွားတယ်အဲ့ဒါပဲပြောရတောင်ပေါ်မှာတောင်တက်ရင်လားတောင်တက်ရင်တော့ဟိုကြီးတယ်တောင်တက်ရင်ဖူးစာနဲ့ဟိုငါအတိထဲမှာဆိုလည်းရှိတယ်အခုတော့မြန်မာပြည်ပြန်ရောက်သွားပြီးတော့သွားဆရာဝင်သွားဆရာဝင်တယောက်ရယ်ငါတို့ GI ID ဘက်ကတယောက်ရယ်မင်္ဂလေးကသူတို့လည်းဖူဂျီတောင်တက်ရင်နဲ့ဆိုဇလန်ရှိတယ်အဲ့ဆိုတော့တိလာသူတို့နှစ်ယောက်ကတောင်တက်ရင်တွေ့တယ်တောင်တက်ရင်ဖူးစာစုံချပေမဲ့ဟိုနှစ်ယောက်သမားအိမ်မက်တွေအကောင့်ထဲပေါ်လိုက်တာတောင်ကိုမတက်တော့ပဲဖြစ်ထားတာတော့ကြားနေဟိုမတောင်ဘောကိုပြောလို့တက်ဖြစ်တယ်ဟိုနီးနားပါပဲအရင်ကလောက်တော့အလုပ်တွေလည်းများတော့အရင်ကလောက်တော့မသွားဖြစ်တော့ဟုတ်တယ်ဒီနေ့မဟုတ်ပဲဂျာရက်ကိုတောင်တက်အစီအစဉ်လုပ်လိုက်ရတာပဲနော်နေဟုတ်တယ်နော်ဒါပေမဲ့အကွာဆေးဖူးကဆေးဆိုင်မကွာဖြစ်နေနော်ဖူးကလည်းမလွယ်များလားဆိုတော့မလွယ်တော့ဟုတ်နည်းနည်းချိန်လေးဆက်ကြည့်ပြီးတော့စတွေ့တာတော့အဲ့လိုပဲနှစ်ယောက်ဒီ activity join နဲ့မှစတွေ့တာပေါ့နော်သူကတော့အများကြီး support ပေးခဲ့ပါတယ်ဒါကျွန်တော် main လုပ်ကိုထွက်ပြီးတော့ဒီဘက်မှာလည်းကျွန်တော်ယုံကြည်မှုရှိအောင်ပြရတာပေါ့နော်ဒီဘက်မှာဒီစနေတနင်္ဂနွေတွေမှာတောက်လျှောက် run နေတယ်ဟိုကိုယ့်ရဲ့ workflow နဲ့ဒီပြောမယ်ဆိုရင်ဝင်ငွေလဲတစ်ဖက်တစ်လမ်းကရှိလာတယ်ပေါ့နော်ရှိလာတော့ကြောင့်မို့လို့ဟိုတခါလေကြာရင်ကျွန်တော်တို့ဒီဘက်မှာတစ်လလုံးရုပ်တဲ့ဟာဒီဘက်ကတစ်ပတ်လောက်နဲ့လေရရင်လေရတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ် stable တော့မဖြစ်ဘူးပေါ့နော်ဒါမှရှိတယ်ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုပြောရင်းနဲ့မှသူ့ဘက်ကလည်း okay ဖြစ်နိုင်တယ်ပေါ့နော်ဆိုတဲ့အနေထားနဲ့အများကြီး sport တင်ပေးခဲ့လို့လေအခုအချိန်ထိနှစ်ယောက်လုံးတူတူစူးစမ်းခဲ့လို့ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဖြစ်လာတာဟုတ်တယ်နော်ဟုတ်ကဲ့ဆိုအောင်မြင်သူတယောက်ရဲ့နောက်ကွယ်မှာပါရမီဖြည့်ဘက်ကောင်းတယောက်ကလည်းရှိတယ်နော်ဟာနှစ်ယောက်တစ်ဖက်ပါတယ်နော်သူနှစ်ဦးတစ်ဖက်ပါရမီဖြည့်ရမှာဆိုတော့နော်ဟုတ်အခုဆိုရင်လည်းသူဂျာရဲ့နော်ဟုတ်လို့အဆန်ကြောလောက်သွားကိုပြတော့သူကနော်တကယ်ဟို consultation firm မှာလုပ်နေတာဆိုတော့ဒီ pressure တွေရတယ်အများကြီးရှိပါပဲပြန်လာတဲ့ခါကျရင်လည်းဟိုစနေတွင်းဆိုရင်လည်းတော့တွေ့နေရတာဆိုလိုက်ရပေးရတယ်သူကပူပင်မှန်းနေကျွန်တော်ထက်ဟို
ခိုင်ဟိုဒီ consulting ခိုင်စာအလုပ်ကလည်းတစ်ဖက်မှာလည်းဒါ one stop wedding service ဆိုတာလေဟိုဒီစကလုံးလေးတစ်လုံးနဲ့ဆိုပေမဲ့အားကိုလေလောက်ရတာ တစ်ခါ client နဲ့စကားဦးချီဝါစစ်စကားပြောရရင်ဆို3-4နာရီကြာတာကြာတယ်ဟုတ် နော် client ဘက်ကလည်းတစ်ဘွားလုံးမှာတစ်ချိန်လုံးရမယ်ပို့ဆိုတော့ မသိချင်ပါဆိုတော့ ရှုထောင့်မျိုးစုံကနေဒါကိုကနေစပူပေးရတဲ့အလုပ်အဲ့စပူပေးတဲ့နေရာမှာလည်း client အတွက်တက်တာဆုံးနှုံထားနဲ့အကောင်းဆုံးဝန်ဆောင်မှုကိုဖြစ်ဖို့တဘွားလုံးစားလည်းအမှတ်တရဖြစ်ဖို့ပွဲတွေဖြစ်ဖို့ပြီးတော့ budget ကလည်းရှိသေးတယ် budget ဘယ်လောက်ထိသုံးနိုင်မှာလဲဟုတ်တယ်ခင်ဗျအဲ့တော့ဒါကိုကျွန်တော်တို့ဒီကဟို consulting လောက်ရတာပေါ့နော်လောက်ရတာတကယ်ကိုဖြစ်တာဟုတ်တယ်စိတ်လည်းရှိရတာเนาะကိုဘက်ကကြည့်တော့ခဏဒါကိုပဲပြောနေရတဲ့ဟာသူဘက်ကကြည့်တာပထမဆုံးမေးတာဆိုတော့ကျွန်တော်လည်းကိုဒါ remind ရတော့အမြဲလုပ်တယ်အခုဆိုရင်ကျွန်တော်တို့ဒီ2နှစ်ခွဲအတွင်းထဲမှာပေါ့နော် wedding ပွဲပေါင်း100ကျော်ပြီဟိုတလောကကျွန်တော်တို့ဟိုပွဲလေးလုပ်တယ်ပေါ့နော်ဒီ100ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့လုပ်ပြီးတော့မှအခုကတော့100ဆိုတော့เนาะကိန်းလည်းကောင်းကောင်းအခုဆိုရင်เนาะ120လောက်တောင်ရှိပြီအခုဒီနေ့လောက်ဆိုရင်ဆိုတော့ဟိုအမြဲတမ်းကို remind လုပ်တာဒါကျွန်တော်တို့ကတော့ဒီစကလုံးတွေနဲ့အမြဲတမ်းသူတို့ပြောနေရတယ်ပေါ့နော်ဒါပေမဲ့ customer အနေနဲ့ကကျတော့တတ်မှသူတို့တစ်ခါလေးအတွေ့အကြုံလည်းမရှိကြဘူးဆိုတော့ခါကြလို့စိတ်မရှိတာတွေအဲ့လိုဖြစ်တဲ့အခါမျိုးဆိုရင်အမြဲတမ်းကျွန်တော်မျိုးသမီးရောကျွန်တော်မှတခြား planner တွေလည်းရှိသေးတယ်ပေါ့နော်ဒီ fuku ရောနဲ့အဲ့လို part time လုပ်တဲ့ planner တွေရှိတော့သူတို့လည်းအမြဲ remind လုပ်ရတယ်ဆိုတော့အမြဲတမ်းစိတ်ရှိအောင်အဲ့လိုလေးဖြစ်ဖို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျ service industry ဆိုတော့ service industry ဆိုတော့စကလုံးလေးတစ်လုံးနဲ့တုံးလေးတစ်ခုနဲ့တင်ကိုဟာဗာလဲဟာဆိုတော့ဖြစ်သွားနေတာဆိုတော့ဟုတ်တယ်ကဲ့ခင်ဗျအထူး view ဆိုင်ရပါဟုတ်တယ်နော်အဲ့မှာဆိုရင်ဒီစီနောက်တစ်ခုကဂျပန်နိုင်ငံမှာဒီ wedding service တွေလုပ်ဖြစ်တယ်ပေါ့နော်ဘာကြောင့်မလို့အမျိုးမျိုးရှိတဲ့အထဲမှာဘာလို့မင်္ဂလာဆောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တာလဲကင်မရာစတူဒီယိုဆိုတဲ့ဟာမှာဟုတ်ကဲ့ဆိုမင်္ဂလာဆောင်မလုပ်တဲ့အမျိုးမျိုးရှိတဲ့ဟာမှာဆိုရင်ဘာကြောင့်အဲ့ဒါကိုရွေးလိုက်မိတာလဲရွေးလိုက်မိတယ်လို့ပြောရမလားဒါမှမဟုတ်ခုနကတနေ့ပြင်ဆင်တဲ့တဲမှာမြန်အဲ့ဒါကိုက main ဖြစ်သွားရတော့တက်ပတ်လိုက်တာဘယ်လိုမျိုးခက်ခက်ခဲလို့ပြောရမလားဒီ tennis point อ่ะပဲရလဲပေါ့နော်ဘာလို့ဆိုတော့ photo shoot မှာမျိုးရှိတာဆိုတော့ music MTV ရိုက်ကူးရေးတွေမျိုးရှိတာဆိုတော့လေဟုတ်တယ်ဆိုတော့ဆန္ဒဟိုဆက်စချင်းကတော့ကင်မရာမန်အနေနဲ့ပဲပေါ့နော်ကျွန်တော်အလုပ်စထွက်ခနေကကင်မရာနဲ့ဒီဟို pre wedding ရိုက်တယ်ပေါ့နော် pre wedding ရိုက်တယ်ဆိုကနေကသူတို့နောက်လာတော့မှမင်္ဂလာဆောင်လေဆိုတော့တချို့ကြားရဲ့ pre wedding ရိုက်တယ်အခုပွဲအတွက်ပါရိုက်ချင်ပါတယ်ဆိုလည်းပြောတယ်ပေါ့နော်ရိုက်ပြီးမလားပေါ့နော်အဲ့ဒီကနေဆက်ပြီးတော့မှဒီ demand ပေါ့ဝယ်ဒီရှိလာတယ်ပေါ့နော် market အနေနဲ့ customer က need ဖြစ်လာတယ်ဆိုတော့အရင်ဆုံးကအဲ့ဒီပဲစဖြစ်တာကဟိုကင်မရာမန်နဲ့ကျွန်တော်နည်းနည်းလေးရှိကြာလေးကျွန်တော်သွားလိုက်သေးတယ်ပြီးတော့တကယ်ကိုယ်တိုင်မင်္ဂလာဆောင်လာကိုယ်တိုင်မင်္ဂလာဆောင်တဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ဟုတ်တယ်လွန်ခဲ့တဲ့နှစ်ကိုယ်တိုင်မင်္ဂလာဆောင်တဲ့အချိန်မှာကျွန်တော်တို့ကဟိုပါပေါ့နော်လိုက်ရှာတာပေါ့နော်ရှာတယ်ဟိုသူများနဲ့လည်းတူအောင်မလုပ်ချင်ဘူးခမ်းမတွေမှာလည်းမလုပ်ချင်ဘူးဆိုတော့ကျွန်တော်တို့နှစ်ယောက်လုပ်ခဲ့တဲ့နေရာလေးက outdoor wedding လေလူလဲ40လောက်ပဲရှိတယ်ယိုကိုဟာမာဘကတောင်ပေါ်မြို့လေးမှာလုပ်တာဆိုတော့ဝီးနေ romantic ဟုတ်တယ်တချိန်ဟိုဒီမှာတော်တော်များများဆိုရင် wedding ပွဲကို2နာရီ3နာရီပေါ့နော်အဲ့လိုမျိုးလေးဟိုအချိန်နဲ့သူတို့ငားကြရဆိုတော့ကျွန်တော်ကြောက်ဟိုဘက်မှာတဏီကုံကမနက်10နာရီကနေညနေ4နာရီလောက်ထိ9နာရီလောက်ထိငားလိုက်တယ်အကုန်အပြင်စင်နေဟို catering အစားကိုယ်တိုင်ပြင်ဆင်တယ် decoration ဘာညာအစားကျွန်တော်တို့နှစ်ယောက်အကုန်ပြင်ဆင်အဲ့တော့ကိုရဲတို့တွေတော့မသိသေးဘူးဆိုတော့အဲ့တော့ကကျွန်တော်တို့ MC လုပ်ပြီးရတော့မှကိုကောင်းသိပါတယ်မေခိုင်မေခိုင် MC လုပ်ပြီးရဆိုတော့အဲ့ဒီမှာစလိုက်တော့ဟိုမြန်မာ industry ထဲမှာဒီ market ကဒါရှိတယ်ပေါ့နော်တကယ်လေးလိုအပ်နေတယ်တော်တော်များများအရင်တော့ဆိုရင်မြန်မာဆိုင်တွေမှာဒါ budget အရဆိုရင်တော့မြန်မာဆိုင်တွေဒီစားတောက်ဆိုင်လေးတွေမှာပေါ့နော် restaurant လေးတွေမှာလုပ်ကြတယ်ဟိုအဲ့ဒီထန်တဲ့ budget သုံးနိုင်တဲ့လူတွေကြာရင်ဂျပန် wedding ပွဲတွေခမ်းမတွေမှာဒါ1200 300လောက်အကုန်ခံပြီးလုပ်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီလွတ်နေတဲ့နေရာလေးပေါ့နော်အလေလောက်ကိုမှာ balance တွေလုပ်ပြီးတော့မှာစားတောက်ဆိုင် vibe နဲ့လည်းမလုပ်ချင်ကြဘူး restaurant vibe နဲ့လည်းမလုပ်ချင်ဘူးခမ်းမတွေလောက်လည်း budget မသုံးနိုင်ဘူးဆိုတဲ့အခြေအနေbike လေးထဲမှာဂျာလီထဲမှာဟောဖြစ်ပြီးတော့မှအဲ့ဒီ market လေးကိုကျွန်တော်တို့ရှာပြီးတော့မှဒါကင်မရာရဲ့နောက်တစ်ဆင့်ပေါ့နော် wedding
ခမ်းမတွေရှာပေးတာနဲ့စပြီးတော့မှ dress တွေ makeup တွေဒီ planning ကျွန်တော်ပွဲနေ့ agenda အစပေါ့နော်အဲ့လိုအစအဆုံးစီစဉ်ပေးတဲ့ပုံစံလေးဟို ကိုလှုပ်ဖြစ် လှုပ်ဖြစ်သွားတာပေါ့နော်အဓိကတော့ နော် market research လုပ်ရင်းနဲ့ ဟုတ်ကဲ့ market အဓိကဟုတ်တယ် လိုအပ်ချက်တစ်ခုဖြစ်နေတာ အေးပေါ့အေးပေါ့ market research ကလည်းဒါအမျိုးသမီးကသူလည်းဒီ business consulting လုပ်နေတော့ကျတော့သူကအပိုင်းနေသူကအတော်တယ် အေးပေါ့အေးပေါ့အေးပေါ့ အဲ့ဒီပိုင်းနေသူတေချာ research လုပ်ပြီးတော့မှတော့ဒီ industry တွေကိုဝင်လာတာနှစ်ယောက်လုံးတေချာလေးပြင်ဆင်ပြီးမှတော့ wedding ကျတော့တကယ်တာဝန်ယူမှုတာဝန်ခံမှုအရင်များတယ် ဟုတ်တယ်နော် နော်ကျွန်တော်တို့ one store လို့ပြောပေးမယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကဒီ pan တွေလက်ကင်ပန်းသူတို့သမီးအသေးစိတ်ကစပြင်ဆင်ရတာဆိုတော့လေတော်တော်လေး တခါဆိုတော့ねတတ်မှာတခါဆိုတော့ဟုတ်တယ် တကယ်ဆိုကြမလဲငါတို့ဂျပန်မှာပြောလို့ပြောအဲ့ပါပဲတကိုက်ခိုင်မို့လို့ပြောရမှာ ဟုတ်တယ် သူတို့ကဝယ်တဲ့သူဘက်ကကြည့်မယ်ဆိုရင် ဟုတ်တယ်ခင်ဗျ ဆိုတော့သူအိမ်ဝယ်တာတော့ ဟုတ်တယ် ဘောတန်တူပဲနော်ငါတို့ဟုတ်တာဆိုတဲ့ခါမှာခုဆိုတော့100ခုနပြောတဲ့တဲမှာ100ကိုခုနသမင်းစားတော့တော့မကြားလိုက်အောင်100ကျော်ရှိသွား200 120လောက်ရှိသွားပြီဒါနောက်နေ့ဆိုရင်ဒါတေချာ300လောက်ဖြစ်တော့မယ်ဟာမှာဆိုရင်ဆိုတော့ပြန်ပြီးတော့သူတို့ဘက်ကရောဒီပင်္ဂလာဆောင်ပြီးသွားတဲ့ချိန်မှာဘယ်လိုမျိုးသူတို့ဘက်ကနေပြန်တော့ကျေးဇူးတင်ပါတယ်လို့တော်တော်လေးပါဖြစ်တယ်ပြောတဲ့ခါမှာဆိုရင်နော်ဘယ်လိုခံစားရလဲပေါ့နော်ခုချိန်လေးဆိုပါစီပွားရေးလုပ်တယ်ဆိုတာမှာနော်တချို့ဆိုရင်ကြတော့အထင်လွဲတဲ့ကြတာပတ်စံရှာဖို့အတွက်ဆိုတာတခုတည်းမဟုတ်ဘူးဆိုတော့လေနော်ဒါခုနကငါညီပြောတဲ့ထက်မှပါသွားသလိုပဲရှိနေတဲ့ဒီ market ရှိမယ်မှာ issue ရှိမယ်ပေါ့နော် ဟုတ်ကဲ့ခင်ဗျ အဲ့တော့ဖြည့်ရှင်းဖို့အတွက်ပြဿနာအဓိကပြဿနာကိုဖြည့်ရှင်းတာကစီးပွားရေးဆိုတော့လေ ဟုတ်ကဲ့ ဖြည့်ရှင်းပြီးတော့အဆင်ပြေသွားတဲ့သူတွေရဲ့စကားတန်ကိုအခုဆိုအချိန်တရာမကကြားပြီးသွားပြီတော့ထင်တာဆိုတော့ ဟုတ်တယ် ဘယ်လိုလဲပေါ့နော်ဘယ်လိုပီတိရှိတယ်လေ ဟုတ် wedding တပွဲကိုကျွန်တော်တို့စလုပ်ပြီး planner အနေနဲ့အပ်တယ်ဆိုရင်ကျွန်တော်အနည်းဆုံးဟိုပုံမှန်ကတော့6လလောက်ကနေစပြီးကျွန်တော်တို့ဒီ customer နဲ့တောက်လျှောက်ပေါ့နော်စကားပြောတယ်ဟိုဖြစ်ရတယ်ပေါ့နော်ဒီ6လလောက်ကနေစပြီးတော့စကားပြောတယ်ပြီးတော့ဟိုတောက်လျှောက်သူတို့လိုချင်တဲ့ပုံစံသူတို့လိုချင်တဲ့ budget နဲ့ဟိုတောက်လျှောက်ညှိရတယ်ပေါ့နော်ပွဲပြီးဟိုဒါပွဲမစင်ဒီ6လလောက်တော့တော်တော်ပင်ပန်းတယ်ပြောရဆိုရင်လေအဲ့လိုမျိုးယာတိတူရီလုပ်ပြီးတော့ပြောရတယ်ဆိုပေမဲ့တကယ်ပွဲပြီးသွားတဲ့အချိန်ကြာရင်လေလုံးဝသူတို့နာပွဲလေးလှလှပပလေးပြီးသွားတယ်သူတို့အနေနဲ့လည်းအရန်ဟိုကျေးဇူးတင်စကားပြောပြီးတော့မှဟောဖြစ်တဲ့ချိန်ကြာရင်ပတ်စံရတယ်ဆိုတာတဲ့သူတို့ရဲ့လူနှစ်ယောက်ရဲ့ဒီဘဝတစ်ခုကိုပေါင်းဆက်ပြီးတယ်စားပြီးလိုက်တယ်အဲ့ရဲ့ကီမွန်ချီပေါ့နော်ပီတီဆိုတဲ့ဟာကအရန်ကိုဟိုကြီးမားတယ်ပေါ့ပင်ပန်းတာတွေအားလုံးဟောဖြစ်ပြီးတော့မှ ယာဒီဂိုင်းသွားတယ်နော် ယာဒီဂိုင်းပေါ့နော်ယာဒီဂိုင်းလို့ပြောမှာယာဒီဂိုင်းလည်းရှိပြီးတော့မှဒါနောက်ထပ်ပွဲတွေကြာရင်ဒီပွဲတွေထဲမှာလည်းကျွန်တော်ဒါ error ဖြစ်တဲ့ပွဲလေးဒီစပြီးတော့မှလုပ်တဲ့အချိန်ဆို error ဖြစ်တဲ့ပွဲလေးတွေလည်းရှိကောင်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအမားလေးတွေကိုကိုကဒါနောက်ပွဲကြာရင်မဖြစ်နိုင်အောင်မဖြစ်အောင်ပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့မှဟိုဟာလုပ်ရင်လည်းတဖြည်းဖြည်းချင်းစီတော့ဟိုအခုချိန်ထိလေလူတဲ့ဟာတွေကတော့ကျွန်တော်တို့ရှိပါသေးတယ် လူဆိုတော့လူသားတစ်ချက်တော့ရှိမှာပဲ ဟုတ်တယ်ခင်ဗျဆိုတော့ဟိုဒါဒီ custom ပထမဆုံးဒီမှာအဲ့လိုဖြစ်သွားရင်နောက်ပွဲတွေမှာကိုကဘယ်လိုဆင်ခြင်ရမလဲဘယ်လိုလေးပိုကောင်းအောင်လုပ်ရမလဲပေါ့နော်အဲ့လိုမျိုးလေးနဲ့တော့ဟိုတဖြည်းဖြည်းတော့ကြောင်းပြီးဟုတ်ကောင်းဆုံးဖြစ်အောင်တော့လုပ်နေပါဟုတ်ကဲ့ပါ ဟုတ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်အသေးစိတ်မသွားခင်ပါဗောနောက်ဆုံးနေကုန်းချုပ်ကိုတော့သွားခြင်းတယ်ဆိုပေမဲ့အဲ့မသွားရင်ဒီမှာနည်းနည်းလေးပေါ့ပေါ့နော်ဟုတ်ဒီကိုလိုကျောင်းကဝန်ထမ်းတွေအခုမင်္ဂလာဆောင်တော့မဲ့သူတွေမင်္ဂလာဆောင်တဲ့သူတွေကနေပြီးသူတို့မိကုန်းလေးတောင်းထားတယ်ဗောနော်ဟုတ်ဆိုတော့ ရင်းနှီးခုန်နေကြမှာ ရင်းနှီးခုန်နေကြမှာတယောက်ဆိုရင်ဆိုမင်းအမျိုးသမီးတယောက်ဆိုသူဆိုတာဒီတာထဲမှာမင်္ဂလာဆောင်ဖို့သူကတော့ပေါ့လိုမျိုးဒီမင်္ဂလာဆောင်ဖို့တော့လုပ်ထားတယ်ဗောနော်အဲ့သူသိကျင်တာကနံပါတ်1အနေနဲ့ဆိုရင်မြန်မာတိုင်းရုံးမှာသွားမင်္ဂလာဆောင်ဖို့ခတ်တယ်ပေါ့နော် ဟုတ်ကဲ့ခင်ဗျာ NUG ရုံးတို့ဘာလို့ဆိုရင်လည်းဘယ်လိုဆက်သွယ်ရမလဲမသိဘူးပေါ့လက်ထပ်ပပုတ်တင်တဲ့ပတ်သက်ဘယ်လိုလုပ်ရမလဲဆိုတာနည်းနည်းအကြံဉာဏ်လေးသိကျင်တယ်ပေါ့နော် ဟုတ်ကဲ့ဆိုတဲ့ဟာမျိုးအများဆုံးအဖြစ်ဆိုတော့ကတော့လိုမျိုးအဆက်အသွယ်ရှိနေသူတွေကတော့တည်တယ်ဟုတ်ဒီတော့ဒီတော့နေနေတဲ့သူဒါပေမဲ့ဟိုတမန်ဒီတိုင်းပဲမြန်မာနိုင်ငံကနေလာပြီးအလုပ်လုပ်နေတယ်ဆိုတဲ့သူတွေကြတော့ပြီးတော့လူငယ်ဆိုပို့ပြီးတော့ဥမာရောက်တော့တနေ့နဲ့3နှစ်နဲ့ကိုလက်ထပ်တာရှိတဲ့ကောင်ဘယ်လိုလုပ်ရမလဲအကြံဉာဏ်လေး legal ဖြစ်မှုအပိုင်းနဲ့ပတ်သက် legal ဖြစ်ဖို့တော့နော်အဲ့ဒီဘိုင်းမှာဆိုရင်ဟိုဂျပန်အနေနဲ့ပြောမယ်ဆိုခွန်ယာကုတူတူခဲပေါ့နော်ကျွန်တော်လက်ထပ်
လက်ထပ်တဲ့ဟာပေါ့နော် လက်ထပ်မှတ်ပုံတင် လက်ထပ်မှတ်ပုံတင်ပေါ့နော် မှတ်ပုံတင်လို့ပြောတော့တော့ပို့ရတယ်ဆို ဟုတ်တယ်နော်တူတူခဲအပိုင်းကျွန်တော်အရင်ကဆိုရင်တော့ဒါတန်ယုံမှာတော်တော်များများလက်ထပ်ကြတယ်အဲ့ဒါကတော့ legal ပေါ့နော် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နိုင်ငံသားတယောက်အနေနဲ့ဆိုရင်တော့အခုနောက်ပိုင်းကျတော့ နောက်တဲ့ရွေးချယ်မှုတစ်ခုက နောက်ဖြစ်တယ်ဆိုရင်တော့ဒါ NUG ရုံရှိတယ်နောက်တစ်ခုတော်တော်များများမသိတာကြတော့အဲ့ဒါကကိုနေတဲ့ရက်ကွက်နဲ့လိုက်ပြီးတော့ဆိုင်တယ်ရှာကုရှောမှာဆိုင်တယ်ဆိုတော့အဲ့ဒီနေတဲ့ရက်ကွက်မှာခွန်ရကုတူတူခဲတာကျွန်တော်လက်ထက်ချင်ပါတယ်လို့ပြောရင်သူတို့ဘက်ကလိုအပ်တဲ့အချက်လက်လေးတွေပေးတယ် ဖြည့်လိုက်ရ အဲ့ဒါကတစ်ဖက်နဲ့တစ်ခုနဲ့တစ်ခုမတူဘူး နေတဲ့နေရာပေါ် နေတဲ့နေရာပေါ်မူတည်ပြီးတော့ကွာတယ်ပေါ့ အဲ့ဆိုတော့တန်ယုံလည်းမသွားလဲရတယ် NUG ယုံလည်းမသွားလဲရတယ်ကိုနေတဲ့ရက်ကွက်မှာရှိတဲ့ရက်ကွက်ယုံကိုသွားတိုင်ပြီးတော့ ရက်ကွက်ယုံမှာအတိတက်တင်နဲ့လဲထိုးလို့ခွန်ရကုတူတူခဲထက်လို့ရတယ်အတိတက်တင်နဲ့လို့အဲ့ဒါဥမာရတဲ့ဟာနဲ့မရတဲ့အဲ့လိုနေရာရှိတယ်ပေါ့နော်မရတဲ့နေရာဆိုရင်တချို့တွေဆိုရင်တော့ဟိုကျွန်တော်တို့အခုဖုံကျောင်းတွေကပေါ့နော်အဲ့ဒီဟိုဟာလေးတွေနဲ့ဒီရှော့မဲလေးပြနိုင်တယ်ဟိုအဲ့ဒါကတော့တရားဝင်တော့မဟုတ်ဘူးဆိုပေမဲ့ဟိုဘယ်လိုပြောပြရမလဲတော့အဲ့လက်ထက်စာချုပ်ကိုဘာသာပြန်ရမှာဘာသာပြန်ပြီးတော့ notary officer နဲ့မှသွားပြီးတော့ name show လုပ်တယ်ဆိုတာဟုတ်တယ်လို့ name show လုပ်တဲ့ပုံစံပေါ့နော်ဒါသူတို့အနေနဲ့လေဒါနှစ်ယောက်လက်ထပ်ထားပါတယ်ဆိုတဲ့ပုံစံ name show လုပ်လိုက်လို့ရှိရင်တော့ခွန်ရကုစုစုခွဲနေနဲ့ရက်ွက်ယုံနေမှာတင်လို့ရတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ရှေ့မှာလုပ်ပြီးတော့မှ smooth အနေနဲ့ smooth ဖြစ်သွားတဲ့အပိုင်းမှာဆိုရင်တော့ဟိုနောက်လာမဲ့လူတွေကလုပ်လို့ရသလိုတချို့မလုပ်ဘူးတဲ့နေရာတွေကြတော့လည်းမရအောင်အဲ့လိုမျိုးလေးပေါ့နော်ဒါကြတော့အကောင်းဆုံးဆုံးကအမရဲ့ဟာဖြေရမယ်ဆိုရင်တော့ကိုနေတဲ့ရက်ွက်ကိုအရင်ဆုံးသွားပြီးတော့ခွန်ရကုတုတုခဲထက်ချင်တဲ့ theory ဒီစာရွက်စာတမ်းကိုတောင်းပြီးတော့မှဘယ်ဟာလေးလိုအပ်လဲပေါ့နော်အဲ့ဒီလုံရင်အဲ့ဒါကတကယ်တမ်းအဲ့ဒါအလွယ်ဆုံးပဲနော်ဟုတ်တယ်ဟိုမျိုးရုံးဘာပတ်တော့တန်ရုံးသွားတာတို့ NUG office ကိုလိုက်ဆိုင်သွားတာထက်ဆိုင်ဟုတ်တယ်ခင်ဗျတရားဝင်ဖြစ်ဖို့ဆိုတော့အဲ့ဒါလိုလိုက်အမတက်တည်ပဲခေါ်သွားပြီးတော့အမပဲဟိုလက်မှတ်ထိုးလို့လည်းရတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ဆိုတော့နောက်ထပ်နံပါတ်2ခုဘာလို့လဲဆိုတာနံပါတ်3မှာဂျပန်နိုင်ငံရဲ့လက်ထပ်မှတ်ပုံတင်ထားရင်ဘာကောင်းကျိုးရှိမလဲဆိုတော့ဒါမဲ့တော့လက်ထပ်မှတ်ပုံတင်မပုံလို့ဆိုတော့ဂျူမင်းဟိုကအတူတူဖြစ်မှာဆိုတော့နော်တကောင်စင်းလို့ပြောအောင်ညီမလို့ဆိုတော့ခွန်ရကုတူတူဖြစ်လိုက်ပြီဆိုတော့ねကျွန်တော်တို့ကဟိုကအတူတူဖြစ်သွားပြီတကောင်စင်းကအတူတူဖြစ်သွားပြီဆိုတော့အဲ့လိုမျိုးလုံးအောင်မှာပဲဆိုတော့ဟုတ်အဲ့ဒီကနေ့ဆိုရင်တစ်ခါလေးနဲ့ပြီးကျင်အဲ့မှာလောက်တာအကောင်ဆုံးနော်အလုပ်လည်းမများတော့ဆိုတော့ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့မဟုတ်ရင်ဒီကလက်ထက်စာချုပ်ကိုဘာသာပြန်တာတောင်မှဒီတိုင်းပြန်တာမျိုးကထက်ဆိုင်ဒီဟိုရှင်းနေဒစိမ့်ပါဟုတ်တယ်ရှင်းနေဒစိမ့်ပါတယ်ဟာရှိပြီရက်ကွက်လိုက်မူတည်နေတယ်နော်ဟုတ်တယ်အဲအကြောင်းဒီခွန်ရကုဆိုတူခေထက်ပြီးသွားတာအကောင်းဆုံးပဲနော်ဟုတ်တယ်နော်ဟုတ်ဆိုတော့တန်ရုံးမှာပဲလှုပ် NG မှာပဲလှုပ်ဒါကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပြီးတော့ဂျပန်နိုင်ငံမှာနေသူတွေကဂျပန်နိုင်ငံအတိမတ်ပြုတဲ့ဟာလည်းဖြစ်အောင်မှာဆိုတော့ဟုတ်နောက်ဆုံးတစ်ခုကတော့ငါတို့ကငါလည်းသိပါမလားအသိရင်ပြောပြငါတော့မသိဘူးမင်္ဂလာဆောင်လက်ထပ်တဲ့ခါကျရင်နဲ့ရက်ကွက်လိုက်ထောက်ပံ့ကြီးပေးတယ်လို့ကြားဘူးတယ်လက်ထပ်တာနဲ့ထောက်ပံ့နေပေးဆိုတာရှိတာရှိတာလားရှိဒါပေမဲ့အဲ့ဒါကဟိုပါပေါ့နော်သူတို့ရဲ့သတ်မှတ်ထားတဲ့အချက်တွေကတော်တော်လေးကို strict ဖြစ်တာဖြစ်တယ် KBC ဖြစ်တယ်အဲ့ဒီလက်ထပ်ရင်ထောက်ပံ့ကျွန်တော်တို့လည်းကျွန်တော်တို့ page မှာပေါ့နော် Shutter Chance ဆိုတဲ့ကျွန်တော် page ရှိအဲ့ဒီမှာလည်း knowledge sharing ဒီ wedding နဲ့ပတ်သက်တဲ့ knowledge sharing တွေအများနဲ့ကျွန်တော်တင်ပေးတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ခါရေးဘူးတယ်ပေါ့နော်ဟိုထောက်ပံ့ကြီးနဲ့ပတ်သက်ပြီးတော့ဂျပန်မှာ wedding လုပ်ရင်ထောက်ပံ့ကြီးရတယ်ပေါ့နော်အဲ့ဒါကကိုနေတဲ့ရက်ကွက်နဲ့လိုက်ပြီးတော့ကွာတယ်အဲ့ဒါကနှစ်ယောက်ပေါင်းရဲ့နန်းရှူကို1300အောက်ရှိရမယ်လို့ဘယ်လိုမျိုးအဲ့လိုမျိုးအချက်လက်တွေအများကြီးချက်လက်တွေအများကြီးဟောဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနေတဲ့နေရာရဲ့ဒီခုရခုရှော့ပြစီရခုရှော့ရဲ့ site မှာသွားကြည့်ပြီးအဲ့မှာ search မှာသွားနေတဲ့ခက်ခွန်းတော့ဘာလို့လဲရှာကြည့်လိုက်မယ်ဆိုထွက်လာမှာဆိုတော့ဟုတ်တယ်ခင်ဗျဒါပေမဲ့အဲ့ဒီဟာကို qualify ဖြစ်ဖို့သတ်မှတ်ထားတဲ့အချက်လေးတွေကဝင်သွားရင်တော့ရနိုင်တယ်ဝင်သွားရင်တော့ရနိုင်တယ်ဒါပေမဲ့ဝင်ဖို့ကလေမလွယ်ဘူးဆိုတော့ねဒီမှာနဲ့ရှာရင်နှစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့သိကြပါဦးရကြမှာရမှာနောက်တော့ပြန်သွားတော့ဒီပတ်စံမရှိတယ်ဝင်နေတဲ့သူတွေအတွက်ကိုလှုပ်ထားတာများမှာဆိုတော့เนาะဟုတ်တယ်ခင်ဗျဒါပေမဲ့ပတ်စံမရှိဝင်ငွေနေတော့ညာလေသူတို့နှစ်ဦးကဂျပန်မှာတရုံဝင်နေထိုင်မှုပုံစံနဲ့ဂျပန်ကအတိအမှတ်ပြုထားတဲ့အခွင့်အရေးစနစ်တကျစောင့်အဲ့ဒါတွေလိုမှာဆိုတော့เนาะဥပဒေထဲမှာဟုတ်တယ်မှာနေထိုင်နေသူဖြစ်မှာဟုတ်တယ်အတေချပေါက်ရမှာတော့ကလေးမွေးတော့ရအောင်ဟုတ်တယ်ကလေးမွေးတော့ရတယ်ဟုတ်ဒီမှာလေးတယောက်မေးတာဖြစ်ပါတယ်ငါညီလေးတယောက်ကဒီညီကကြတော့မင်္ဂလာဆောင်ပြီးသားမင်္ဂလာယူပြီးသားတော့မင်္ဂလာပွဲမှာတဲ့
ဖိတ်မဲ့လူအရေးအတွက်နဲ့သုံးမဲ့ budget ကိုပဲပြောပြီးအစားဆုံးစီစဉ်ပေးတာမျိုးလားတဲ့ဒါမှမဟုတ်စီစဉ်ထားပြီးသား plan တွေကပဲရွေးရတာလားတဲ့ဒါမှမဟုတ်2မျိုးလုံးလားတဲ့ဘယ်လိုပုံစံမျိုးရှိတာမျိုးလဲကျွန်တော်တို့ကို customer တွေအနေနဲ့လာမေးတယ်ဆိုရင်ပေါ့နော်အရင်ဆုံးကတော့ကျွန်တော်တို့ကသူတို့ wedding တပွဲမှာ budget ဘယ်လောက်သုံးခြင်းလဲပေါ့အဲ့ဒါကိုကျွန်တော်အရင်ဆုံးစမေးတယ်ပေါ့ budget ဘယ်လောက်သုံးခြင်းလဲမေးတယ်ပြီးရင်လူဦးရေကိုဘယ်လောက်ဖိတ်မလဲပေါ့အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ ਨੇ ချိတ်ဆက်ထားတဲ့ခန်းမတွေရှိဂျပန်နေနဲ့ခန်းမတွေရှိပေါ့နော်အဲ့ဒီခန်းမတွေကိုကျွန်တော် online လုပ်တယ် budget ကအရန်နည်းနေတယ်ဆိုရင်ဒါဒီလူဦးရေနဲ့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ budget ကိုတိုးမလားလူကြီးကို short မလားပေါ့အဲ့လိုမျိုးကျွန်တော်တို့ choice လေးတွေရှိတယ်ပေါ့နော်ဟိုအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီအရင်ဆုံးတော့ကို budget ပုံမှာပဲမူတည်ပြီးတော့ကျွန်တော်တို့ online လုပ်တယ်သူတို့သုံးမဲ့1100သုံးမယ်ဆိုရင်1100အတွင်းနဲ့ကိုဝင်အောင်လုပ်လို့ရတယ်ပွဲနေရာနဲ့လိုက်တယ်ပေါ့နော်အဲ့ဒါမှအကျွေးမဲ့အစားအသောက်နဲ့ကျွန်တော်တို့ဘက်ကယူတဲ့ service လေးတွေအဲ့လိုတွေရှိပါသေးတယ်ဟုတ်ကဲ့ customize အောင်နော် customize တော့ budget ပွဲတိုင်းလို့လို့ကတော့ customize ပဲခင်ဗျဟိုတယောက်လိုချင်တဲ့ service နဲ့တယောက်ဟိုကနေမတူကြဘူးတချို့ကြတော့အထက်ကနေမှကိုယ်တိုင်ပြင်ဆင်ထားပါအောင်လက်ကင်မှန်းလေးကျွန်တော်တို့ကိုယ်တိုင်ပြင်ကျင်တာတို့ဖိတ်စာလေးတွေကိုယ်တိုင်လုပ်ချင်တာဟုတ်တယ်ပို့ရှင်းလိုက်ပါအဲ့လိုမျိုးလေးကျွန်တော်တို့ရတယ်ဒါခနာရာစုကျွန်တော်တို့ဘက်ကလုပ်တယ်ဆိုရင်ဒီ package ဆိုရင်ဒီ package မှာယူရမယ်ဆိုတဲ့သတ်မှတ်ထားတာမျိုးကျွန်တော်မှမရှိဘူးဟုတ်တယ်မင်းမိကွာဒီ format plan တွေကိုပဲထည့်သွားပါလားတူးချင်းစီအလိုက်ဖက်အောင် service ပေးလာပါနော်မိကွန်ဖြစ်ရမယ်ပေါ့နော်တူးချင်းစီအလိုက် service ပေးတာလို့ပဲတူးချင်းစီပဲဟုတ်တယ်ခင်ဗျပုံမှန်မူတည်ပြီးတော့တုံးမဲ့ပမာဏရဲ့သူလိုချင်တဲ့ service တွေကိုဟုတ်တယ်လိုက်ဖက်အောင်ဟုတ်ကဲ့ဟုတ်တာပဲเนาะငါလည်းအဲ့မင်္ဂလာလွန်ခဲ့တဲ့10နှစ်ကျော်တော့မင်္ဂလာတောင်းတော့ဆိုကိုယ့်အကိုလုပ်ခဲ့ရဆိုတော့မဲ့ဒီစုံပတ်သက်မှတ်တာ budget တောင်းနိဟုတ်တယ် budget ထားပါတော့150အဲ့တော့50လား60လားဘယ်လောက်လဲမသိဘူးသုံးမယ်လို့တတ်မှတ်လိုက်ပြီးတော့လူဘယ်လောက်ဖိတ်လို့ရမှာလဲအဲ့ဒါနဲ့ကိုက်နေတဲ့ဟိုတယ်ရဲ့အခန်းမှာနဲ့သူရဲ့တယောက်ကိုဘယ်လောက်ယူမှာလဲတွက်လိုက်ပြီးတော့မှဒါအဲ့ဒါဆိုနည်းနည်းလေးတော့ပိုတယ်ဆိုတော့အဲ့ဒါဆိုထားလိုက်ပါတော့เนาะလက်ဖွင့်နဲ့ပြန်ကားမိမလားမသိဘူးဟုတ်တယ်အဲ့လိုတွက်တာပဲเนาะအဲ့လိုတွက်တဲ့ဟာကိုယ့်ဘက်ကိုတွက်မလားဒါမှမဟုတ်အဲ့လိုမျိုးဒီအတွေ့အကြုံ100ကျော်ရှိတဲ့သူနဲ့တိုင်ပင်ပြီးလောက်တာမျိုးဆိုရင်နည်းနည်းတော့ service charge ကျော်နည်းနည်းပို့သွားမယ်ဆိုရင်လည်းဟိုကိုနိုင်လုပ်เสียအချိန်မလို့တော့ပို့ပြီးတော့လည်း smooth ဖြစ်မယ်ဆိုတဲ့ဟုတ်ကဲ့ခင်ဗျပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒါကတော့ဒီ planner တွေကိုမိတယ်မိကုန်ပေါ့ planner ရှိတာနဲ့မရှိတာနဲ့ဘာကွာလဲပေါ့နော်အနည်းချုပ်ကတော့ planner ဆိုတာသူတို့သမီးရဲ့ကိုစားအကုန်လုံးကိုခေါင်းထိုင်6ခံပေးထားတဲ့သူဖြစ်တဲ့အတွက်planner ရှိတယ်ဆိုရင်မင်္ဂလာပွဲကိုအပူပင်မရှိပေါ့ပါပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်တယ်ပေါ့ကိုတိုင်းစီစဉ်ထားတယ်ဆိုလို့ရှိရင်တော့ဒီ season ဒါ first time ပြင်ဆင်တာဖြစ်တဲ့အတွက်လေအားလုံးကတော့ဒါပြီးပြည့်စုံပြီးဆိုပြီး satisfy ဖြစ်နေမှာမဟုတ်ဘူးလေနော်ဒါလေးကလိုအပ်သွားမှာလားဟိုကလေးကလိုအပ်သွားမှာလားဆိုတော့ worry တွေနဲ့ဒီစိတ်ပူပန်မှုတွေနဲ့ဖြတ်သန်းမလားပေါ့လေနော်ဒါပဲအဓိကကွာမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်နော်မင်္ဂလာဆောင်တဲ့ခါမှာတော့အနေနဲ့များတော့ထန့်ဟိုလိုရောက်နေစိတ်ပူပန်မှုတော့ရှိမှာပဲအနေနဲ့က short ချလို့ရမယ်ဆိုတော့ဒီမှာ trade off နော်ဟုတ်ကဲ့မင်းတူကိုဒါတက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာပွဲမှာတော့ဒီအကောင်းဆုံးဒီပျော်ရွှင်နဲ့ကြည်နူးရတဲ့ပွဲလေးကိုဖြစ်နေတာပဲဆိုတော့လေနော်အဲ့ဆိုရင်တော့ဒီအကောင်းဆုံးကတော့ဒီတက်တီနားလေတဲ့ဒီလုပ်ငန်းခွင်တွေကဒီ web industry တွေကလူတွေနဲ့တိုင်ပင်ပြီးတော့သွားတာတော့အကောင်းဆုံးပါဟုတ်တယ်နော်ဟုတ်ကဲ့ခင်ဗျဟုတ်ဆိုတဲ့အခါမှာဘယ်လို service တွေပါ video photo makeup dress အကုန်လုံးပါတာလားအမခုနပြောတဲ့ all in one ဆိုတော့တော့အကုန်ပါမှာပဲဆိုတော့ပြောပြီးသားဆိုတော့ထားလိုက်တော့မယ်ဘာရနေရက်ရွှေ့မယ်ဆိုရင် cancel လုပ်မယ်ဆိုရင်ရောအဆင်ပြေတာလားတဲ့ return policy တွေပါတယ်ရှင်သိပြရစေဟုတ် cancel လုပ်ပါဘေးကရုပ်တရက်ပါဘေးကကောင်းနေစားအဲ့မိကဒါကိုချက်တယ်ပြန်ဟုတ်တယ်နော်ရုပ်တရက်မဆောင်ပြတော့ဘူးဆိုတော့ရှိမယ်တယ်နော်ရှိတယ်နှစ်ယောက်ကကွဲသွားပြီဆိုပြီးအဲ့လိုတော့မဟုတ်တော့ကိုချက်ကဖြေးပေးမှရတော့မှာဆိုတော့ကိုဒီ one store wedding ဆိုပေမဲ့ဒါသူတို့ကခမ်းမတွေပါတယ်အကုန်လုံး service တွေတစ်စက်ပြန်ချိတ်ထားတာဖြစ်တယ်ဟုတ်တယ်ကိုကပတ်စံကြိုးပေးထားတယ်ရှိမှာဆိုဟုတ်တယ်ဆိုတော့နော်ဟုတ်တယ်ဟိုကျွန်တော်တို့အလုပ်စအပ်ပြီးတော့ဒါသူတို့ကိုဆိုတော့နာဂါလေးရပြောဆို budget သတ်မှတ်မယ်လူဦးရေသတ်မှတ်မယ်သူတို့လိုချင်တဲ့ budget နဲ့ကိုက်တဲ့ခမ်းမကိုကျွန်တော်တို့ online လုပ်ပေးတယ်ပေါ့နော်သူတို့ကဒီခမ်းမမှာ okay ခမ်းမကိုဖွင့်ကြည့်ခမ်းမပေါ့ဟိုလေးကြည့်ပြီးသွားပြီအခမ်းမမှာလှုပ်ချင်တဲ့အဆင်ပြေတယ်ဆိုတာနဲ့ကျွန်တော်တို့စရန်အရင်ဆုံးယူတယ်ပေါ့နော်အဲ့ဒီမှာစရန်ယူပြီးဆိုကနေကသူတို့မှာကျွန်တော်ရဲ့ဒီ policy လေးရှိတယ်အဲ့ဒါလေးကိုဖတ်ပြီးတော့မှဟိုတလအလိုဆိုရင်ဘယ်လောက် percent ရှိမယ်ဒါ cancellation fees နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ကသတ်မှတ်ထားတယ်ဆိုတော့ခမ်းမပေါ့နော်ဒီခမ်းမကနေပြီးတော့မှသတ်မှတ်ထားတဲ့ဟာလေးရှိတယ်ဆိုတော့အဲ့ဒါလေးတွေမှာ okay ပြီအဆင်ပြေပြီဆိုမှ sign ထိုးပြီးတော့မှကျွန်တော်တို့ဒါဟိုအရင်ဆုံးကျွန်တော်အလုပ်လက်ခံတဲ့အပိုင်းလေးပေါ့နော်ဟုတ်ကဲ့ဆိုတော့
ဟိုဒါပါအောင်2လ3လလောက်အလိုလောက်ဆိုရင်တော့ခမ်းမနဲ့လေလိုက်ပြီးတော့ကွာတယ်ပေါ့နော် တချို့က3လအတွင်းနေ cancel လုပ်ရင် 100% ပေးရတာလေးရှိတယ်ဆိုတော့ကိုလုံးမဲ့ခမ်းမနဲ့ပေါ့မူတည်ပြီးတော့ဒီ cancellation fees ကတော့ကျမယ်ပေါ့နော်ဆိုတော့ cancellation fees ကတော့ရှိတယ်ဟုတ်ကဲ့အဲ့ဒါကိုလုံးနဲ့ခမ်းမနဲ့ပေါ့မူတည်ပြီးတော့ငွေပမာဏတော့ကွာသွားမယ်ပေါ့နော်ဟုတ်ကဲ့အနေများတော့ကွာ ဒီခမ်းမရဲ့ permanent rule အလိုက်ပေါ့နော် ဆိုတာနဲ့ဆိုတော့နဲ့မင်္ဂလာဆောင်တဲ့အထီကိုချစ်ချစ်ခင်ခင်နဲ့ဆိုပြီးတော့ဆိုတာအကောင်းဆုံးပဲဆိုပြီးလူဘွားကြီးပြောမရဘူး တော့ cancel မဟုတ်ဘူးနဲ့ဟိုရက်ပြောင်းတဲ့ဟာလေးတွေပေါ့နော်ရက်ရွှေ့တာတွေပါတော့ဒါကျွန်တော်တို့အနေနဲ့လည်းပြန်ပြီးတော့ခမ်းမကိုညှိနှိုင်းပြီးတော့မှပြန်ပြောရင်တော့ဒါတော်တော်များများတော့ရတယ်ရက်ရွှေ့တဲ့အပိုင်းဆိုရင်တော့ရတယ် ဆိုတာနဲ့ ဟုတ်တယ် cancel လုပ်လိုက်တာမဟုတ်ခင်လေ schedule လုပ်တယ် ဟုတ်ကဲ့ခင်ဗျ ဟုတ်အဲ့မှာဆိုရင်နောက်တစ်ခု customization လုပ်ချင်တဲ့ကိုစိတ်ကြိုက်ကိုယ်တိုင်ဖြစ်ချင်တာမျိုးတွေကိုဥပမာနဲ့ပန်းအယောင်တွေတို့ပွဲအပြင်အစင်တွေမလုပ်ပေးပါသလားမလုပ်ပေးတာပဲเนาะလုပ်ပေးတဲ့အတိုင်းပဲ customization လုပ်ရင်လုပ်တော့ပတ်စံကုန်မယ်လား ဟုတ်တယ်လုပ်ရင်လုပ်တော့ပတ်စံကုန်မယ်နောက်တစ်ခုရှိတာကတော်တော်များများကဟို wedding လုပ်ပြီဆိုတာဒီနေ့သူကမြန်မာတို့ထိုင်းတို့က wedding ရဲ့ image တွေကိုသူတို့ကြည့်ကြတယ်ပေါ့နော်ပန်းတွေအများကြီးနဲ့အဲ့လိုရှောက်လန်းကိုစင်လေးတွေနဲ့အဲ့လိုလေးတွေပေါ့နော်ဆိုတော့ကြည့်ကြတယ်ဒါမှဟိုနားလဲပါတယ်ဒါသူတို့လည်းဒါကိုလုံရင်ဒီလိုလေးလုံမယ်ဆိုပြီးတော်တော်များများသူတို့သမီးလေးတွေရဆိုရင်စိတ်ထားကြတယ်မှတ်ထားကြဂျပန်မှာကျတော့တခုရှိတာခမ်းမနဲ့လေမူတည်တယ်ပေါ့နော်တော်တော်များများကလှုပ်လို့မရဘူးအဲ့လိုမျိုးလှုပ်လို့မရကြဘူးပေါ့နော်လှုပ်လို့ရတဲ့ခမ်းမတွေကြလဲကျွန်တော်တို့ ਨੇ အခု officially ဟိုစာချုပ်ထိုးပြီးတော့မှကျွန်တော်တို့ officially ချိတ်ထားတဲ့ခမ်းမတွေရှိတယ်အဲ့လိုခမ်းမတွေဆိုရင်တော့ရတယ်အဲ့လိုပေါ့နော်ခမ်းမတိုင်းကတော့မရဘူးခမ်းမပုံမူတည်ပြီးတော့အဲ့လို customize ရတဲ့ဟာနဲ့မရတဲ့ဟာနဲ့တော့ကွာသွားမယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျတချို့ခမ်းမတွေကကျတော့သူတို့ခမ်းမကိုလာပြီးတော့ဒီပန်း decoration စင်တာတောင်တော်တော်ညှိနှိုင်းရတယ်နော်လာစင်တာတောင်မကြိုက်တဲ့ခမ်းမတွေကြုံဘူးရတာတွေရှိတယ် အိုး AC Joe ဆိုပြီးတော့သူတို့ဒီလေဟိုအစားအသောက်တွေနဲ့နီးတဲ့အချိန်မှာအမှအဲ့လိုအစိတ်ဖြစ်တာတော့အဲ့လိုတွေအကြောင်းပြပြီးတော့ပန်းနေဆိုရင်တော်တော်များများသူတို့တွေပဲစီစဉ်ကြတာပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်ခေါ်လိုက်မှာနောက်ဆုံးမိကုန်းအနေနဲ့ဟိုကင်မရာပေါ့နော်ဟိုတလောကမှဒီရုံးမှာပဲကျွန်တော်မျိုးသမီးအုပ်စုအဖွဲ့တစ်ဖွဲ့ကစကားပြောဖြစ်တယ်ပေါ့နော်ကင်မရာမန်တယောက်ငှားပြီးရိုက်လိုက်ပါတယ်ပေါ့နော်သူတို့ပုံတွေကမလားမပါကြီးထွက်လာတယ်ပေါ့ဘူးတို့လိုရှေ့လိုဖြစ်တဲ့ဟာမျိုးတွေဆိုဘယ်လိုမျိုးပြောလို့ခုဒါပါဒါလည်းတော့သူ့ရဲ့ကင်မရာယူဆပေါ်ဘူးဒီလားမဟုတ်ဘူးအဲ့လိုလေးတကယ်လို့နည်းနည်းလေးဟိုရမယ် comment လေးတစ်ခုရှင်းဒီကဟိုရိုက်ကူးသူမှကျွန်တော်တို့ဒီရိုက်ခံရတဲ့သူပေါ့နော် customer ဘက်ကကြည့်ကိုယ်စိတ်ထဲမှာမျှော်လင့်ထားတာတစ်မျိုးနဲ့ထွက်လာတာတစ်မျိုးလေးဖြစ်ဖြစ်ဟုတ်တယ်အဲ့လိုအနေထားမျိုးတွေနဲ့ပတ်သက်လို့မေးခွန်းဖြစ်မယ်နဲ့ဟုတ်တယ်ဟို wedding ပွဲကတော့ဆွမ်းနာလိုမျိုးကင်မရာမန်မှာလည်းအရန်ကိုတာဝန်ကြီးတယ်နော်ဟိုဒီရဲ့ moment ကိုလိုက်ရတာလည်းဟုတ်တယ်ပြီးတော့ထားပါအောင်ကျွန်တော်ဒီ campaign လုပ်တဲ့ဟာလေးတွေဗာလေးတွေဆိုလဲဟိုစင်းအကုန်လုံးကလည်းပါနေမှာဆိုတော့လေဆိုတော့တော်တော်လေးလောကကန်ရတာတော့ခက်တယ်နောက်တစ်ခုကဆွမ်းနာလိုမျိုးဒီကင်မရာကိုကင်မရာရဲ့အယူဆလည်းပါမှာပေါ့နော်ကင်မရာရဲ့ကို body မှာတက်တဲ့ lens အယူဆပေါ်မှာမူတည်ပြီးတော့ရိုက်တဲ့ခက်ခုတို့ပေါ်မှာမူတည်ပြီးတော့ဒီလူဘူးတူရာဖြစ်တာတော့လူဘူးတူရာဖြစ်တယ်ဆိုအပေါ်ကနေရိုက်တဲ့ဟာဆိုရင်လူကတူကောင်းတူဝါနိုင်တယ်ပေါ့နော်ပြီးကိုသုံးတဲ့ lens နဲ့လည်းဆိုင်မယ်ပြီးတော့ရိုက်တဲ့ space နဲ့လည်းဆိုင်မယ်ပေါ့နော်တခုရှိတာဂျပန်မှာဆိုရင်ကျွန်တော်တို့လည်းဒါအရင်ပွဲတွေမှာအဲ့လိုကြုံတွေ့ဘူးတယ်ဆိုတော့ဟို wedding ရဲ့နေရာကျင်းတော့ကြတော့ပေါ့နော် group photo တို့ဘာလို့ရိုက်တယ်ဆိုရင်တော်တော်များများကအကုန်လုံးဝင်အောင်လို့ဆိုရင်ဒါ cameraman တယောက်အနေနဲ့ကပြောတယ်ဆိုရင်ကျွန်တော်ဟောပေါ့တော်တော်များ white lens တွေပါတယ်အဲ့လိုသုံးနေဆိုရင် white lens ကျတော့လူအဲ့လိုချုံလိုက်တယ်လို့ဖြစ်သွားတော့လူကဟိုပူသွားတယ်လို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ cameraman တယောက်ကဟိုအရင်ဒီခမ်းမမှာအတွေ့ရိုက်ဖူးတဲ့အတွေ့အကြုံရှိလားမရှိလားပေါ့နော်အဲ့ဒါမျိုးကြည့်ကိုလုံမဲ့ခမ်းမမှာရိုက်တဲ့ပုံလေးတွေကိုကြည့်ပြီးတော့မှဒါကင်မရာမန်ရွေးတဲ့အခါကျရင်လေပေါ့နော်ဒီမှာတော့ဟုတ်အားဆောင်မလို့ထင်တယ်ကြက်တို့ခမ်းမတစ်ခုကိုစာချုပ်ချုပ်တာတော့ပါဆိုရင်ဒီခမ်းမကကိုကဟောပေါ့နော်အကျဉ်းသားရနေတဲ့နေရာတကြောင်မလို့ကိုတိုင်လဲ full service ပေးတယ်ရုံကြည်နဲ့လုံနိုင်တယ်ဆိုတာမျိုးလေပြင်ဆင်တဲ့အပိုင်းအဆပြီးတော့ကိုအမြဲတမ်းလုပ်နေတဲ့ခမ်းမဆိုရင်ဘယ်နားလေးကဘယ်လိုလှတယ်ဘယ်နားလေးဘယ်လိုရိုက်ရတယ်ဟိုနားလေးဖြစ်သွားတော့ပို့ပြီးတော့ smooth ပို့ဖြစ်တယ်ပေါ့နော်ကင်မရာမန်တွေကတော့ဒီမှာတော်တော်များများတော့ရှိကြတယ်သူ့ user နဲ့သူကောင်းတဲ့ကင်မရာမန်တွေကြည့်ပါပဲအများကြီးပဲအဲ့ဒါမှကျန်တဲ့ဟာတော့ဘယ်တင်းကိုကြိုက်တယ်ဘယ်တင်းကိုကြိုက်လဲပေါ့နော်အပေါ်မှာမူတည်ပြီးတော့ဟုတ်ကဲ့ဟို
ဘာနဲ့လာတဲ့တော့သူလေဆိုတော့ဝတိုင်းဟင်းတောင်မှာမျိုးစုံချက်တယ်လို့ရှိတယ်လေဟိုပင်ကပီနဲ့ချက်မှာလားနောက်ပုံရည်ကြီးနဲ့ချက်မှာလားငပိချက်ချက်မှာလားဝတ်တနီချက်ချက်မှာလား မြင့်နေချက်မှာလား ဆိုသူ taste နဲ့သူ ချက်တာတော့ဝတ်သားဟင်းပဲ ချက်တာဝတ်သားဟင်းပဲနော် ဟုတ်တယ် ကိုကြိုက်တဲ့ taste ကိုကိုတိုင်းရွေးချယ်ပြီးတော့လုပ်ရမှာပေါ့လေနော် ဟုတ်ကဲ့ ဆိုねဟုတ်โอเคအဲ့ဆိုနောက်ဆုံးပိတ်အနေနဲ့ဆိုရင်ဒါအခုစတူဒီယိုလည်းဒီနေ့မှလုပ်ဖြစ်သွားပြီဒါနောက်ပိုင်းကဘယ်လိုမျိုး idea ရှိတယ်ပေါ့နော်တိုးချဲ့သွားဖို့ဟာရဲပြီးတော့အားလေးတစ်ချက် short တိုင်းပေါ့နော် ဒါရင်နောက်ဆုံးပိတ်အနေနဲ့ကအဲ့ဒါပြီးသွားပြီဆိုရင်ဒီကိုလိုပဲတခြားအိမ်မက်နဲ့တော့ရုန်းကန်နေတဲ့မြန်မာတွေလည်းအခုဆိုလူငယ်တွေအများကြီးဖြစ်လာပြီဆိုတော့လေအခုဆိုရင်ကိုတသိန်းခွဲလောက်နိုင်ငံလုံးဆိုရင်ရှိနေပြီဒီပတ်ဝန်းကျင်ကိုတစ်ဝက်လောက်ရှိတာဆိုတော့သူတို့တက်ကောဘယ်လို message လေးပေးခြင်းလဲ အရင်ဆုံးကျွန်တော်တို့ရဲ့နောက် short တိုင်းပေါ့နော်နောက်ဘာတွေထပ်လုပ်ချင်လဲဆိုအခုကတော့ photo studio လေးကျွန်တော်တို့လုပ်ထားပြီးပြီနောက်ခြေလမ်းတစ်ခုအနေနဲ့ကဖြစ်နိုင်ရင်ဘာလုပ်ချင်လဲဆိုတော့ကျွန်တော်ဟို wedding ခမ်းမတစ်ခုလောက်ပိုင်ချင်တယ်ပေါ့နော်ဘာလဲဆိုတော့ဟိုတော့ဂျပန်နေမှာရှိတဲ့ခမ်းမတွေကိုကလိုက်ပြင်ပေးရတာထက်ကိုယ်တိုင်ခမ်းမသာရှိပြီးလုပ်တယ်ဆိုရင်မြန်မာစာလေးကျွေးလို့ရမယ်နော်မြန်မာစာလေးကျွေးလို့ရမယ်အပြင်စင်လဲကိုယ်တိုင်ပြင်ဆင်ပေးလို့ရမယ်ပေါ့နော် traditional theme တွေ party theme တွေ ကြည့်ရတယ်ဟုတ်တယ်ဒီမှာပန်းနေလဲဘယ်လိုဆင်ကျင်တာလဲပေါ့နော်အခုတောင်မှဟိုခမ်းမအနေနဲ့မဟုတ်ဘဲနဲ့ restaurant တွေပေါ့နော် restaurant တွေရှိပါတယ်အခုဆိုရင်တော်တော်များများ restaurant တွေမှာလည်းလုပ်ကြတယ်ပေါ့နော်ဟုတ်တယ်အဲ့လိုလေးလည်းရှိတာတော့ကောင်းတယ်တော်တော်လေးကိုအဆင်ပြေတယ်အဲ့လိုလေးတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့လုပ်ချင်တာတော့ခမ်းမပေါ့နော်တကယ် wedding ခမ်းမခိုင်ကျော်အနေနဲ့ကိုလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်လမ်းခြေလမ်းကတော့ wedding ခမ်းမဖြစ်နိုင်အောင်ကျွန်တော်တို့ဒါမခုတေခိထားပြီး နောက်တစ်ထက်မှာ ဖြစ်နိုင်ရင်တော့ နောက်တစ်ထက်မှာ ဖြစ်နိုင်ရင်တော့အမြန်ဆုံးလုပ်ချင်တယ်ပေါ့နော်တခုကလည်းအခုကနှစ်ယောက်ထဲ run နေရတာဆိုကျွန်တော်တို့မှာဒီဟိုဝန်တန်းလိုအပ်ချက်လေးတွေလည်းရှိရဆိုအဲ့ဒီလိုအပ်ချက်လေးတွေဖြည့်ပြီးတဲ့အခါကျရင်တော့နောက်ခြေလမ်းတစ်လမ်းကိုကျွန်တော်တို့တက်မယ်လို့တော့ကြိုးစားထားတယ်စဉ်းစားထားပါတယ်ပေါ့နော်နောက် စူတောင်းပါလေအောင်ပြီပေါ့ ဟုတ်နောက်တစ်ခုကဒီမှာကျွန်တော်တို့လိုမျိုးလူငယ်တွေအနေနဲ့ဒါကိုယ်ပိုင်လုပ်ငန်းဟိုကျွန်တော်ဆိုရင်ဟို service ရှိအနေနဲ့ပဲဒီမှာဟိုရက်တည်တယ်ဆိုပေမဲ့ပေါ့နော်ဒီဘက်ကိုကိုယ်ခွဲထွက်လာပြီးတော့ဟိုပြောချင်တာကတော့ service ရှိပဲဒီ service ကြောင်းပဲပြီးထားလို့ service ပဲလောက်တာမဟုတ်ဘဲနဲ့ကိုယ့်ဘက်မှာတခြားဝါသနာပါတဲ့ choice တွေကို challenge လုပ်ကြည့်ပေါ့နော်ဆိုတော့မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးဒါကိုယ့်ဘက်က challenge လုပ်ကြည့်ကိုယ့်ဘက်ကအကောင်းဆုံးစူးစမ်းလို့ရှိရင်တော့ဒါကိုဖြစ်ချင်တဲ့ဟာလေးကတော့ဖြစ်လာမယ်ဆိုတာတော့တေချာပေါက်ဟိုယုံကြည်ချက်နဲ့လုပ်ရင်တော့တေချာပေါက်ဖြစ်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုနောက်လူငယ်တွေအတွက်ကိုခေါ်လာချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်โอเคကျေးဇူးပါတယ် ကျေးဇူးပါありがとうございました。ありがとうございました。